ပရိသတ်ဟောဒီဂါထာပါဠိလေးမှာဘုန်းတော်6ပါးသခင်ဘုရားရှင်ကိုရောမြတ်ကြီးသည်ဘာကိုမိန့်ခဲ့တာလဲဆိုရင်ပရိသတ်မြန်မာလိုလေးအာယုပြုလို့ရအောင်ပြောပေးမယ်จิตာจิตသမီးတို့ဝိပဿနာဉာဏ်တရားတွေမင်းတို့ရဲ့စိတ်ထဲမှာပိုင်လာဖို့မဉ္ဇဉ်ဘုံညာဆိုတဲ့တရားတွေမင်းတို့ရဲ့ဘဝမှာပိုင်ဆိုင်ခွင့်ရဖို့ဆိုရင်ပုဂ္ဂိုလ်တယောက်အင်္ဂါ2ချက်နဲ့ပြည့်စုံရမယ်ပြည့်စုံရင်ဘာနဲ့ပြည့်စုံရမလဲဘာကိုရဖို့လဲဝိပဿနာဉာဏ်တွေကိုလိုချင်တယ်မဉ္ဇဉ်ဘုံညာတွေကိုလိုချင်တယ်ဆိုရင်လူသားတိုင်းဓမ္မမောဟင်တရားလိုချင်တဲ့ပုဂ္ဂိုလ်တိုင်းသည်အင်္ဂါဘယ်နှချက်ညီရပါမလဲနံပါတ်1ကအပ္ပမာဒရတ္တအဲ့ဒီပုဂ္ဂိုလ်ကအပ္ပမာဒတရားမှာပျော်မွေ့တဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်ပျော်ပင်မှပျော်မွေ့နံပါတ်2ကအပ္ပမာဒတရားမှာပျော်မွေ့နေတဲ့ပုဂ္ဂိုလ်ဖြစ်ဖို့လိုမယ်နံပါတ်2ကပမာဒတရားမှာကြတော့ကိုယ့်ရဲ့ဘေးရန်မယ်လို့ခံယူထားဖို့လိုမယ်ပမာဒတရားကြတော့အဲ့ဒါပဲပုဂ္ဂိုလ်တရားသည်အပ္ပမာဒတရားကိုပျော်မွေ့ရာဖြစ်တဲ့အမြဲတမ်းကိုစိတ်ထဲမှာဆွဲကင်လို့ထားမယ်ဆိုရင်ပမာဒတရားဆိုတဲ့တရားမျိုးကြတော့ကိုယ့်ရဲ့ဘေးရန်သူအဖြစ်နဲ့စိတ်ထဲမှာဆွဲမှန်းလို့ထားမယ်ဆိုရင်ဥပမာလေးဘယ်လောက်ကောင်းလဲဆိုရင်တောမီးကြီးဟာလောင်လာပြီဆိုရင်အသေးစားဖြစ်တဲ့ခြုံပိပေါင်းလေးမြတ်တွေကိုလည်းလောင်နေအလတ်စားဖြစ်တဲ့အနှစ်သေးစားသစ်ပင်တွေကိုလည်းပဲလောင်နေအကြီးစားဖြစ်တဲ့အနှစ်တင်းနေတဲ့နှစ်ရာချီနေတဲ့သစ်ပင်ကြီးတွေကိုလည်းလောင်နေအငယ်လေးတွေပဲဆိုပြီးတော့ပြိဿကြီးတော်မီကြီးကရှောက်ကွင်းသွားလာ။အိုးနှစ်ကြီးပင်ကြီးပဲဆိုပြီးတော့နှမျောလိုက်တာဆိုပြီးတော့ရှောက်ကွင်းသွားတာ။တော်မီဆိုတာပြိဿကြီးလောင်လာပြီဆိုရင်တောကြုံပိပေါင်းမြတ်သစ်ပင်စားတဲ့အငယ်စားသစ်ပင်လေးတွေကိုလည်းလောင်မြိုက်သွားတာပါပဲအနှစ်တည်းစားသစ်ပင်တွေကိုလည်းပဲပြိဿကြီးလောင်မြိုက်သွားတာပါပဲနှစ်ကြီးသစ်ပင်ကြီးတွေကိုလည်းလောင်မြိုက်ကြာကြစေတာပါပဲအကုန်လုံးကိုဘာဖြစ်လဲလောင်မြိုက်သွားတယ်အဲ့ဒီဥပမာတိုင်းပဲကွာငါဘုရားရှင်မိန့်လိုက်တဲ့အပ္ပမာဒတရားမှမင်းတို့တကယ်ပျော်မွေ့သွားပြီဆိုရင်ငါဘုရားရှင်မိန့်ကြသလိုပမာဒတရားကိုဘေးရန်သူကြီးလို့စိတ်ထဲမှာခံယူထားမယ်ဆိုရင်အဲ့ဒီသူတော်ကောင်းဟာလည်းပဲတဲ့ဟောဒီနှလုံးသားထဲမှာဘဝသန္တရာတခွင်တွေကကိန်းလာတဲ့ကိလေသာအခြေခံလာတဲ့တန်ရောစဉ်အငယ်စားတွေတန်ရောစဉ်အလတ်စားတွေတန်ရောစဉ်အကြီးစားတွေအလုံးကိုတဲ့ဟိုမှာကသဘာဝမီးကလောင်မြိုက်သလိုပဲဒီမှာလည်းပဲဝိပဿနာဉာဏ်မီးကလောင်မြိုက်စေနိုင်တယ်ဒီတဲ့တဆင်းမြင်သွားရင်မဉ္ဇဉ်ဘုံဉာဏ်မီးကလောင်မြိုက်စေနိုင်တယ်တော်မီကြီးကတောကြုံပိပေါင်းသစ်ပင်ကြီးအားလုံးကိုလောင်မြိုက်တယ်လို့ပဲအပ္ပမာဒတရားနဲ့ဒီပမာဒတရားကိုယံသူလို့သဘောထားတဲ့သူတော်ကောင်းသည်ကိုအားထုတ်နေတဲ့ဝိပဿနာကနေဝိပဿနာဉာဏ်နဲ့လည်းအငယ်စားတန်ရောစဉ်တွေကိုပြဖြောက်မဉ္ဇဉ်ဘုံဉာဏ်ကြီးရောက်သွားပြီဆိုရင်တော့နှလုံးသားမှာနှောက်ယှက်ဖြည့်ဆည်းနေတဲ့အဲ့ဒီကိလေသာတန်ရောစဉ်အမိုက်တရိုက်အားလုံးကိုပြာကျသွားတဲ့အထိကိုလောင်စေပါတယ်ရှင်းလားအာဇယအလုံးသောတောဓမ္မဆွေတော်မျိုးတော်တွေဟောဒီဂါထာလေးကိုသဘောပေါက်ပြီးဒါဆိုရင်အလုံးတောဓမ္မဆွေတော်မျိုးတော်များသည်ဝိပဿနာဉာဏ်မဉ္ဇဉ်ဘုံဉာဏ်ကိုလိုချင်တဲ့ပုဂ္ဂိုလ်တွေလားမလိုချင်တဲ့ပုဂ္ဂိုလ်တွေကောင်းလိုက်တာ
လိုချင်တယ်ဆိုကဲဘာဖြစ်လို့လိုချင်တာလဲဟိုဘက်ကမဆိုဘာဖြစ်လို့နိဗ္ဗာန်ရောက်ခြင်းဟုတ်တယ်လေနိဗ္ဗာန်ချမ်းသာရောက်သွားတဲ့ဆိုနိဗ္ဗာန်ဆိုတာနိုင်ငံကြီးတစ်ခုမဟုတ်ဘူးဘုံကြီးတစ်ခုမဟုတ်ဘူးဌာနကြီးတစ်ခုမဟုတ်ဘူးဟုတ်လားနိဗ္ဗာန်ဆိုတာလူဘုံလိုဘုံမဟုတ်ဘူးနတ်ဘုံလိုဘုံမဟုတ်ဘူးမြမဘုံလိုဌာနတစ်ခုမဟုတ်ဘာလဲဆိုနိဗ္ဗာန်ချမ်းသာရသွားတယ်ရောက်သွားတယ်ဆိုတာဟောရိယထားတဲ့ယုတ်တရားနာတရားကြီးကိုဝိပဿနာတရားနဲ့ရှုမှတ်ပွားများရင်ပရိသတ်ရဲ့ဝိပဿနာဉာဏ်နဲ့တပြေးတပြေးတက်လာတဲ့အခါကျတော့အနေစာမမြင်ဘူးဆိုတာဟောရိယုံနာမှာတွေ့လာပြီးဒုက္ခဆင်းရဲအစစ်မှန်ဆိုတာဟောရိယုံနာမှာပဲတွေ့လာပြီးအနတ္တကိုဖြစ်ခြင်းတိုင်းမဖြစ်ဘူးဆိုတဲ့သဘောတရားဒီယုံနာမှာပဲတွေ့လာပြီးတွေ့မလားယုံနာရဲ့အမှန်သဘောလေးကိုတမာတိလေးကြည့်လို့ဉာဏ်လေးများတက်ဝင်သွားရင်ပြိဿအဲ့ဒီအခါတည်းမှာကိလေသာတွေအကုန်လုံးငြိမ်းနေတဲ့သဘောမျိုးလို့အကုန်ကုန်သွားတာမဟုတ်ပဲလို့အခိုက်အတန့်တော့ငြိမ်မသွားဘူးလားငြိမ်သွားတဲ့အချိန်မှာရလိုက်တဲ့ချမ်းသာလေးဟာဘလောက်ကောင်းလဲဆိုတာခံစားလိုက်တာနဲ့ဒီကိလေသာတန်ရောစီနဲ့အကုန်လုံးကုန်သွားတဲ့နိဗ္ဗာန်ချမ်းသာဘလောက်အေးချမ်းတယ်ဆိုတာမှန်းဆလို့မရဘူးလားပြောနိဗ္ဗာန်ဆိုတာပြိဿကြီးဟောဒီနှလုံးသားထဲမှာရှိနေတဲ့ဘဝတန္တရာတွေကပါလာတဲ့ကိလေသာခြေကမ်းမှန်တဲ့တန်ရောစဉ်အတရားအလုံးကိုတပြည့်တပြည့်နဲ့ကုံသွားအောင်ပြောင်းသွားအောင်အမြင့်ပြတ်သွားအောင်ဝိပဿနာဉာဏ်နဲ့ဖယ်ရှင်းလိုက်မယ်မဉ္ဇဉ်ဘုံဉာဏ်နဲ့ဖယ်ရှင်းလိုက်မယ်ဆိုရင်ပြိဿကြီးအဲ့ဒီကိလေသာကင်းသွားခြင်းကြောင့်အေးချမ်းနေတဲ့သံတိဒုက္ခအစစ်ချမ်းသာသည်ပင်လေနိဗ္ဗာန်ပါပဲဆိုနိဗ္ဗာန်ကအဝေးကြီးမှလားအနီးလေးယူတတ်သူအတွက်အနီးလေးပဲမယူရင်အဝေးကြီးပဲပြီးတော့ခန္ဓာ၅ပါးဆိုတာလေဟောဒီမှာပဲရှိပါတယ်နိဗ္ဗာန်ရောက်ကြောင်းတရားဆိုလဲဒီထဲမှာပဲပြန်ပြီးတော့ရှာရမှာပါပဲနိဗ္ဗာန်ချမ်းသာဆိုတာလဲပြိဿရဲ့ဒီမှာပဲရှိတယ်ဒီမှာပဲရှိတယ်ဒါကြောင့်ဝိပဿနာဉာဏ်မဉဏ်ဖူဉဏ်ရသွားတယ်ဆိုတာကိလေသာအကုန်ကုန်သွားတဲ့အတွက်ကြောင့်အဲ့ဒီမှာပဲနိဗ္ဗာန်ချမ်းသာဆိုတာရတာပြီးတော့နိဗ္ဗာန်ချမ်းသာလိုချင်နေဆိုရင်ဆုတောင်းရုံနဲ့ရမှာတကယ်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုခြင်းနဲ့ရခြင်းနဲ့ဆိုရင်ရထားတဲ့ယုတ်ဉာဏ်ကိုဝိပဿနာဉာဏ်နဲ့ရအောင်ပွားရမယ်ဟောဒီဝိပဿနာဉာဏ်နဲ့ယမတာပဲနဲ့လောကုတ္တရာဉာဏ်အဖြစ်ဖြစ်တဲ့မဉ္ဇဉ်ဘုံဉာဏ်ကိုရအောင်ပွားရမယ်မဉ္ဇဉ်ဘုံဉာဏ်မ40ဖို့40ရသွားခြင်းဒီပင်နိဗ္ဗာန်ချမ်းသာရတာပါပဲရှင်းပြီနော်ဒါဆိုရင်ပြိဿကြီးကိုယ်နှလုံးသားထဲမှာကင်းနေတဲ့ကိလေသာတန်ရောစဉ်တွေကိုတော်မီကြီးကလောင်စာတွေအကုန်လုံးကိုအကြီးအလတ်အငယ်အကုန်လုံးကိုလောင်သွားသလိုပဲဒီတန်ရောစဉ်အားလုံးကိုဘုန်းကြီးတို့ကလောင်မြိုက်စေဖို့ကုန်သွားစေဖို့ဆိုရင်ဝိပဿနာဉာဏ်မီးကိုမီးကိုမမွေးပဲနဲ့ရမယ်မဉ္ဇဉ်ဘုံဉာဏ်မီးကိုမီးကိုမမွေးပဲနဲ့ရမယ်ဘုရားရှင်ကဘလောင်ပဲဟောပါစေနားလေတဲ့တရားတွေနဲ့အပြစ်မှန်တဲ့တရားတွေပဲရပါလိမ့်မယ်ဘုရားသာတော်ဘာသာတော်ရှင်မြတ်တွေဘယ်ပုံစံနဲ့ဘယ်လိုပဲပြကြပါစေဟောကြပါစေနားလေအောင်ကျင့်သုံးတဲ့နည်းနဲ့နားလေဖို့ကိုပဲပြောတတ်ပြတတ်ပါလေနားလေတဲ့အတိုင်းကိုယ့်ရဲ့ဝိပဿနာဉာဏ်မီးထောက်ကိုမွေးရမှကြတော့ဘယ်သူမွေးရမှာကိုယ်တိုင်ပဲမွေးရဝိပဿနာဉာဏ်ကတစ်ဆင့်ကျော်မဉ္ဇဉ်ဘုံဉာဏ်မိအထိမွေးဖို့ဆိုရင်ဒီတော့ကိုမီးထောက်ကိုအစင်းမြင့်အောင်မွေးမှဟောဒီမီးထောက်ဒီကိုနှလုံးသားကိုလောင်မြိုက်စေတဲ့ညစ်နွမ်းစေတဲ့ကိလေသာတန်ရောစဉ်အမိုက်တဲ့အကုန်လုံးကိုဖယ်ရှင်းပေးမှာဟုတ်ပြီလားဒါဆိုရင်အဲဒီဝိပဿနာဉာဏ်မဉ္ဇဉ်ဘုံဉာဏ်ရဖို့ရအတွက်အရင်ဆုံးပြည့်စုံရမယ်နံပါတ်1အချက်ဒီအပ္ပမာဒတရားမှာပျော်မွေးရမယ်ပြော
မလီကြောက်စဲမျိုးပရိသတ်မညံဦးသေးတယ်ကဲအပ္ပမဒတရားမှာပျော်မွေးရမယ်ဆိုတာလေးကိုမြန်မာလိုပြန်လိုက်တော့ဘယ်လိုပျော်မွေးရမလဲဖြည်းဖြည်းပြောကြွရင်နေပုံမျိုးဘယ်လိုပျော်မွေးရမလဲအေးမသိတဲ့လူတွေလည်းပဲအမငယ်နဲ့လွယ်လွယ်လေးမှတ်လို့အလွယ်တယ်ဘယ်ဘုန်းကြီးပဲသီလပေးပေး၅ပါးပေးပေး၈ပါးပေးပေး၉ပါးပေးပေးနောက်ဆုံးကျရင်တော့အပ္ပမဒေနာသမ္မာဓိဋ္ဌာအဲ့ဒါပဲအပ္ပမဒေနာသမ္မာဓိဋ္ဌာကိုအနပ်ပင်အပ္ပမဒေနာမမေ့မလျော်မပေါ့မတန်ထက်တာနဲ့တတိတရားဖြင့်သမ္မာဓိဋ္ဌာမင်းတို့ပြည့်စုံအောင်ကြိုးစားကြသံဃာအားလုံးလည်းဒီကနေ့ဒါပဲပြောတယ်။ဘာကြောင့်ဒီကနေ့ဒါပဲပြောလို့လဲ။မြတ်စွာဘုရားရှင်ကိုရောမြတ်ပြိဋိဘံသံဃာနီးနောက်ဆုံးရွှေနှုတ်တော်ကထွက်သွားတဲ့နောက်ဆုံးစကားတည်လည်းပဲအဲ့ဒီအပ္ပပါဒေနသံပါတိထာဒါပဲဘုရားရဲ့နောက်ဆုံးရွှေနှုတ်တော်တဲ့စကားတည်ပါလေ။ခြေသားခြေသမီးတို့ငါဘုရားနဲ့မင်းတို့ဘဝတကွာပြီးတိုင်းခွဲသွားကြပါပြီငါဘုရားရှင်ကတော့နောက်တဲ့ဘဝဆိုတာမရှိတော့ဘူးနိဗ္ဗာန်ချမ်းသာဆိုတာကိန်းကြောင်းသွားပြီဒီတော့ငါဘုရားနဲ့ခွဲရလို့မင်းတို့ဝမ်းနေမနေနဲ့တဲ့အပ္ပမဒေနာသမ္မာဓိဋ္ဌာမင်းတို့ရဲ့နှလုံးသားထဲမှာမပြတ်မလတ်ရှုမှတ်နေတဲ့တတိတရားလေးနဲ့ပြည့်စုံအောင်နေရကြပြီတော့ဒါပဲမို့လားဒါတော့အပ္ပမဒတရားမှာပျော်မွေ့တယ်ဆိုတာကိုမြန်မာလိုပြန်ရင်မမေ့တဲ့တတိတရားနဲ့နေတာကိုဘာဖြစ်သွားလဲဟောရှင်းမသွားဘူးလားမမေ့တဲ့တတိတရားလေးနဲ့မြတ်ကိုယ်စိတ်ထဲမှာအမြဲတမ်းရှိနေပြိတ္တရဲ့ဘာလို့ခေါ်ဘာနဲ့ပျော်မွေ့တဲ့ပုဂ္ဂိုလ်ဖြစ်သွားလဲဟုတ်ပြီဒါဆိုရင်ဗမာတိပမာဒတရား၌ဘယတတိဝါဘိယံဟုရှုလေရှိသောဟောနောက်တစ်ချက်ပြရမှာကမိမိရောရောပေါ့ပေါ့ဆဆတတိကင်းပြီးတော့နေမယ်ဆိုရင်ပြိဿရဲ့ကိုယ်တယောက်တည်းနေပင်နေ냐တော်မှာလေကိုယ်မှာရန်သူတွေဝိုင်းနေသလားရန်သူတွေကင်းနေသလားရန်သူတွေဝိုင်းနေတယ်ဒီတော့ပြိဿရဲ့ဝိပဿနာဉာဏ်ကိုတကယ်လိုချင်တယ်မဉ္ဇဉ်ဘုံဉာဏ်ကိုတကယ်လိုချင်တယ်ဒီမဉ္ဇဉ်ဘုံဉာဏ်ရလို့လမ်းဆုံးသွားတဲ့ချိန်နိဗ္ဗာန်ချမ်းသာတကယ်လိုချင်တယ်ဆိုရင်သမထပဲဖြစ်ဖြစ်ဘုန်းကြီးချုပ်ပဲဖြစ်ဖြစ်ဘုန်းကြီးပဲဖြစ်ဖြစ်လူပဲဖြစ်ဖြစ်တထေးပဲဖြစ်ဖြစ်သရောင်းသားပဲဖြစ်ဖြစ်အရင်ဆုံးပြည့်စုံရမယ့်အချက်ဒီအပ္ပမဒတရားဘာတရားပရိသေဘဝတကူနေတဲ့အချိန်မှာအပ္ပမဒတရားဆိုတဲ့သဘောတရားလေးနဲ့မမေ့တဲ့တတိတရားလေးနဲ့နေမယ်ဆိုရင်အင်္ဂါတစ်ချက်ပြည့်စုံပါပြီကိုယ်ကိုယ်တိုင်မိမိရဲ့လောပေါ်ပေါ်ဆာဆာတတိကင်းပြီးတော့ပြန်နေမယ်ဆိုရင်အောင်မလီငါမှာတော့ရန်သူတွေဝိုင်းနေပြီလို့ကိုယ်ကိုတတိပေးဖို့လိုပါတယ်ဘယ်နှချက်ပဲရှိလဲနှစ်ချက်ဒါဆိုရင်ပြိဿရင်ဒီဇတ်တော်မှာတော့မြတ်စွာဘုရားကအပ္ပမဒရတောအပ္ပမဒတရားနဲ့ပျော်မွေ့ပြီးတော့နေတယ်ဆိုတာဓာတ်ရိုက်ဟောတာကတော့ညာတာတဲ့ဟောဒီယုတ်တရားနာတရားရဲ့အပေါ်မှာကိုယ်အမူအရာရဲ့ခွေတိုင်းဆန်းတိုင်းထိုင်တိုင်းရတိုင်းသွားတိုင်းလဲတိုင်းအမူအရာအလုံးမှာတတိကတ်ထားဖို့ကိုဘုရားမိန့်ပါတယ်ဘယ်လိုထိုင်လဲထိုင်မှသည်ရဲလဲရမှသည်သွားရင်လဲသွားမှသည်လှင်းလဲလှင်းမှသည်ကိုင်းလဲကိုင်းမှသည်ဆိုင်းလဲဆမ်းမှသည်ကွာတဲ့ကိုယ်အမူအရာကြီးရဲ့လှုပ်ရှားတဲ့အရာတိုင်းကိုမင်းတို့တတိကတ်ထားတယ်ဘာဖြစ်လို့ကိုယ်အမူအရာရဲ့လှုပ်ရှားတဲ့အရာတိုင်းကိုတတိကတ်ထားလို့ပြောတာလဲဆိုရင်ဟောဒီယုတ်တရားကြီးကလှုပ်ရှားနေတဲ့အချိန်ပဲဖြစ်ဖြစ်ငြိမ်သက်နေတဲ့အချိန်ပဲဖြစ်ဖြစ်ယုတ်တရားနံတရားတွေပြိဿရဲ့စက္ကန့်တိုင်းစက္ကန့်တိုင်းဖြစ်လိုက်ပေါ်လိုက်ချုပ်ငြိမ်းလိုက်ဖြစ်လိုက်ပေါ်လိုက်ချုပ်ငြိမ်းလိုက်ဆိုတဲ့ယုတ်နိုင်ရဲ့လေပတ်နေတဲ့သဘောတွေမရှိဘူးလားအဲ့ဒါကိုသိဖို့တတိကခိုင်းတာ
ပရိသတ်ယုတ်တရားရဲ့အမူအရာတိုင်းမှာတတိကနေပရိသတ်ရဲ့ဖြစ်လာတဲ့သဘောပေါ်လာတဲ့သဘောချုပ်ပြောက်ပြည့်စည်သွားတဲ့သဘောအဟောင်းရောက်ပြီးပြောက်သွားတော့အသေးယုတ်ဒီပြန်ပေါ်တဲ့အသေးကအဟောင်းပြန်ပြီးတော့ဖြစ်သွားတဲ့သဘောကိုဉာဏ်နဲ့တွေ့နိုင်တယ်။အဲတော့ဘုရားဒီဇဝတ္ထုမှာဒီတိုင်းပဲဟောတယ်။ဒါဆိုပရိသတ်ရဲ့ခန္ဓာကိုယ်ရဲ့အမူအရာတိုင်းမှာလည်းတတိကတ္တဘုလို့တလုံးပရိသတ်ရဲ့ဟောဒီစိတ်ဆိုတဲ့သဘောတရားကရောငြိမ်ငြိမ်လေးနေသလားအမြဲတမ်းလှုပ်နေသလားအောက်မလီပရိသတ်စိတ်ညာထင်းရတာလွယ်သလားဒီမှာဘုန်းကြီးနဲ့ကိုတဲ့တဲ့ကြီးကြည်ပြီးတရားနာနေတာတော့မှဆိုင်များမပိတ်ခဲ့ဘူးလားဆိုတဲ့အတွေးလေးဝင်စိတ်ကဘုန်းကြီးစီရောက်သေးလားငါဆိုင်တော့ငါတော့မပိတ်ခဲ့ဘူးငါသမီးများပိတ်ခဲ့လားမပိတ်တာမပိတ်ခင်ငါတို့သားဖားလည်းတရားဝဲရောက်နေလူတွေကသိတယ်ရှိပေါ်ကများဝင်မဟောမနတော့မဟောပြိဿရဲ့စိတ်ကဘုန်းကြီးကမျက်နှာကြည့်နေတာဘုန်းကြီးကြီးမှရှိတာဆိုင်မှာရောက်နေတာအဲ့ဒီသဘောပဲပြိဿရဲ့ဈေးဆိုင်သမားလည်းဈေးဆိုင်ဟိုးရွာလာတဲ့လူတွေအောင်ပြိဿရဲ့ငါထောလာကြီးပေါ်မှာကားက200တော့ပြီးလိုက်တယ်ရွာနာတော့100လို့ပြောငါ့ပြန်မအံပါဒါမျိုးမရှိဘူးလားဟောရှိလားကဲပြိဿရဲ့စိတ်ဆိုတဲ့သဘောယောဂမှာပြိဿရဲ့ဖောက်ပြန်တာကအမတ်တမဲ့နဲ့သိကြည့်မှလည်းစိတ်ကမမြန်ဘူးလားတရားပွဲမှာဆရာတော်နဲ့ကိုမျက်နှာချင်းဆိုင်တာပင်နာလို့နေ냐တော်လဲပဲတရားအသံဒီတခွင်လုံးမှာလွန်နေပင်နေ냐တော်လဲပဲအိမ်ပြန်ရောက်မယ်ဆိုင်ပြန်ရောက်မယ်မနက်ဖြန်ကိစ္စတွေးမယ်သဘက်ကကိစ္စတွေးမယ်နောက်နေ့ကိစ္စတွေးမယ်အတွေးမျိုးစုံနဲ့စိတ်ကြီးပြတ်မနေဘူးလားဩဒါဆိုရင်ပြိဿအဲ့တွေးစိတ်စဉ်းစားစိတ်စံကြံစီစိတ်ကူးစိတ်တွေအောင်မြင်သလားမမြင်ဘူးအခုပဲကြည့်လိုက်ဘုန်းကြီးကြည့်လိုက်ဘုန်းကြီးအကြောင်းတွေးလိုက်နောက်အိမ်အကြောင်းတွေးလိုက်အသားအကြောင်းတွေးလိုက်သမီးအကြောင်းတွေးလိုက်ဒီထိုင်လေးအတွင်းမှာကိုမမြင်ဘူးလားအဲကြောင့်จิตသားတို့တဲ့ခန္ဓာကိုယ်ရဲ့မူရတိုင်းမှာလည်းမင်းတို့တတိတရားလေးနဲ့ကတ္တရဲ့ကာယ ानु ပဒနာတတိပဋ္ဌာန်နဲ့နေရာရောက်သလိုအဲ့ဒီတွေးတဲ့ကြံနဲ့စဉ်းစားတဲ့စိတ်ကူးတဲ့စိတ်ရဲ့သဘောတရားကိုလည်းတတိလေးများကတ်လို့မှတ်ထားလိုက်မယ်ဆိုရင်တွေးစိတ်လည်းမမြင်စဉ်းစားစိတ်လည်းမမြင်စိတ်ကူးရင်လည်းစိတ်လည်းမမြင်ဣန္ဒြိယတဲ့စိတ်လည်းမမြင်ဘုန်းကြီးစီရောက်တဲ့စိတ်လည်းမမြင်ဘာမှမမြင်ဘူးဆိုတာကိုမင်းတို့ဉာဏ်နဲ့မှတွေ့လိမ့်မယ်။ဒါကြောင့်စိတ်အပေါ်မှာလည်းမင်းတို့လွတ်မထားနဲ့ကွာ။အဘမဒါရတော်စိတ်ရဲ့တွေ့တိုင်းကြံတိုင်းစဉ်းစားတိုင်းမှာလည်းတတိသီးနဲ့ကပ်ပြီးတော့ပျော်ပျော်လေးမှတ်လို့နေကြမယ်ဆိုရင်မရဘူးလား။ဒါကြောင့်ဝိပဿနာဆိုတဲ့သဘောကပြိဿဒီစိတ်နဲ့ဒီယုံရဲ့မမြင်ဘူးဆင်းရဲကြီးပဲအစိုးမရဘူးသူဖြစ်ခြင်းတဲ့တိုင်းဖြစ်နေတဲ့သဘောကိုစာရဲကသဘောခန္ဓာထဲမှာရှားတာနာထားတဲ့တရားကိုခန္ဓာထဲမှာရှားတာသိထားတဲ့အသည့်ကိုခန္ဓာထဲမှာလက်တွေ့ရှားတာဒီပင်ဝိပဿနာပဲပေါ့လားပရိသတ်ယုံနေစိတ်မှဤလိုတတိကပ်ပြီးတော့ဒီအမှန်သဘောဉာဏ်နဲ့မှတွေ့သလိုပါပဲဟောနောက်ထပ်ရုပ်ကိုမိပြီးတော့ပေါ်လာတဲ့ပူမှုအေးမှုကိုက်မှုခဲမှုထုံမှုတောင်းမှုတွေးမှုဆိုတဲ့ဝေဒနာတွေရောမရှိဘူးလားရှိတယ်ပရိသတ်ရှိနေတဲ့ဝေဒနာသဘောကရောမြဲတဲ့အရာလားမမြဲတဲ့အရာပရိသတ်မမြဲဘူးဆိုတာကလေမြင်မြန်သိရင်ထိုင်နေတယ်ဒီလိုတိုင်းနဲ့ညောင်းတယ်ပြန်ထိုင်လိုက်ရင်မပြောက်သွားဘူးလားဒီသဘောမျိုးနဲ့သိတာလည်းရှိတယ်ပြိဿရဲ့ကိုင်းနေတဲ့ဝေဒနာစီမှာစိတ်ကလေးရောက်နေတဲ့စိတ်ကလေးကိုစောင်းပြီးကြည့်လိုက်ရင်အဲ့ဒီကိုက်တဲ့ဝေဒနာတော်ပြိဿရဲ့တစ်မျိုးတည်းမဟုတ်ဘူးတိုးလာတဲ့သဘောရှိတယ်ရော့သွားတဲ့သဘောရှိတယ်တီးနေတဲ့သဘောရှိတယ်ပြက်သွားတဲ့သဘောရှိတယ်ပျောက်သွားတဲ့သဘောရှိတယ်မရှိဘူးလားဟောမြတ်စွာဘုရားကယောဂကိုမြင်ပြီးတော့ပေါ်လာတဲ့အဲ့ဒီဝေဒနာဆိုတဲ့သဘောတရားဒီလည်းပဲမမြဲဘူးတဲ့တိုးတဲ့သဘောရှိတယ်ဆိုတဲ့သဘောရှိတယ်တည်နေတဲ့သဘောရှိတယ်ပြတ်သွားတဲ့သဘောရှိတယ်ပျောက်သွားတဲ့သဘောရှိတယ်ရှိဘူးလားမင်းတို့အဲ့ဒီဝေဒနာမှာလည်းပဲသိအောင်မှတ်နေတဲ့တတိလေးနဲ့ပျော်ပျော်လေးနေကြအောင်ဝေဒနာရောလွတ်ထားလို့ရပါမလား
ပရိသတ်ရဲ့မျက်စိရှိတော့ဘာဖြစ်တယ်နားရှိတော့အခုဘုန်းကြီးတို့ကိုမြင်မနေဘူးလားဒုက္ခတလည်းဘုန်းကြီးတို့မြင်နေတာပဲတကယ်လို့ဒီမျက်စိကန်းနေမြင်မှမလားပြီးတော့မျက်စိရဲ့အမှန်သဘာဝကိုမြင်တာလားကြားတာကိုယ်ရထားတဲ့ဟောဒီခန္ဓာထဲမှာပါလာတဲ့မျက်စိဒီလည်းပဲမြင်တတ်တာပါပဲသူတစ်ပါးရဲ့ခန္ဓာမှာရှိနေတဲ့မျက်စိလည်းပဲမြင်တတ်တာပါလူရှိတော့လူဖြစ်တော့လူခန္ဓာမျက်စိလူမျက်အတိလူအတိနဲ့မမြင်ဘူးလားကဲခွေးရောမမြင်ဘူးလားခွေးလည်းခွေးအတိနဲ့မြင်တာပဲနွားလည်းနွားအတိနဲ့မမြင်ဘူးလားဒီအမှန်တဘာဝကမျက်စိကမြင်တတ်တာလားကြားတတ်တာနားကကြားတတ်တာလားမြင်တတ်တာသူ့သဘောနဲ့သူမရှိဘူးလားကိုတယောက်တည်းမဟုတ်ဘူးနော်မျက်စိရှိတဲ့ပုဂ္ဂိုလ်မှရင်မြင်တယ်နားရှိတဲ့ပုဂ္ဂိုလ်မှရင်ကြားတယ်နှာခေါင်းရှိတဲ့ပုဂ္ဂိုလ်မှရင်နားတယ်မှွေတယ်အတူတူပဲမဟုတ်ဘူးလားပရိသတ်ရဲ့ရှားပါတဲ့လူတိုင်းချိုးတယ်နားတယ်ချင်းတယ်စက်တယ်အရာသာကိုသိတယ်မသိဘူးလားအကုန်လုံးဒီသဘောပဲသူ့ရဲ့အမှန်တဘာဝရှိပြီးသားကြီးကိုပရိသတ်ရဲ့ဘုန်းကြီးတို့ကအဲ့လိုမဟုတ်ဘဲနဲ့မြင်လိုက်တာနဲ့ကိုတခါတည်းနဲ့မလီငါမြင်တာသူလည်းမြင်တယ်ဟဲ့ဘယ်မှာမြင်တော့မလီမသိငါကိုရင်လေကားပေါ်မှာငါတို့အရှင်လက်လက်မြင်ရတာမပြောဘူးလားတခါကမှသူတို့ပြောရင်ကြသိမ်းထားတာပါဟုတ်လားကဲပရိသတ်မြင်ရပြီတဲ့ကိုတယောက်တည်းမြင်တာဟောရတာမျက်စိရှိတဲ့လူတိုင်းသို့တော်ပရိသတ်မျက်စိရှိတဲ့လူတိုင်းမြင်နေတဲ့သဘောကြီးကိုပရိသတ်ငါမြင်တယ်လို့ပြောတာမျက်စိကမြင်တယ်ပြောတာငါကြားတယ်လို့ပြောလားနားကြားတယ်ပြောလားမလီပရိသတ်အဲ့တော့အမှန်တဘာဝတရားတွေမျက်စိနားနာလျာကိုယ်စိတ်ဆိုတဲ့ဓဝါရ6ပါးမှာအာယုံ6မျိုးနဲ့ဆုံတိုင်းမှာငါမဟုတ်ပါဘူးသူမဟုတ်ပါဘူးယောက်ျားမိန်းမမဟုတ်ပါဘူးပရိသတ်သူသဘာဝအတိုင်းမြင်ပြီးတော့မြင်သိစိတ်ပေါ်မြင်သိစိတ်လေးကလည်းပရိသတ်ပြတ်သွားတဲ့သဘောလေးနဲ့ဆုံးတာပါပဲရတဲ့အရာရှိတာအဲကြောင့်မြင်ရကြားရနာရစားရထိရကြစီစိတ်ကိုစဉ်းစားရမှလည်းပဲမြင်နဲ့ကြားရင်ကြားတယ်နာရင်နာတယ်စားရင်စားတယ်ထိရင်ထိတယ်ကြံစီစိတ်ကိုစဉ်းစားတော့ကြံစီစိတ်ကိုစဉ်းစားတယ်လို့သူ့တဘာဝအတိုင်းဖြစ်ပြီးတော့ပြတ်သွားတဲ့သဘောကိုအမှန်အတိုင်းမင်းတို့သတိကပ်ပြီးတော့ထားကွာတဲ့အဲ့ဒါဆိုရင်ပြိဿရဲ့အဲ့ဒါလောက်သတိကောင်းနေတဲ့ပုဂ္ဂိုလ်အတွက်ဝိပဿနာဉာဏ်ဆိုတာရနိုင်မရနိုင်ကိလေသာအမိုက်တရားကိုလောင်ပြီးတော့ပြာကျဖို့ရန်အတွက်ဝိပဿနာဉာဏ်မီးလေးတော့ကိုယ်မှမှွေးလို့မရဘူးလားဘုရားဒီမှာအဲ့ဒီလိုဟောတယ်မင်းတို့ဒီကာယဝေဒနာစိတ်ဓာတ်မှာတတိပဋ္ဌာန်တရား၄ပါးနဲ့သာပျော်မွေပြီးတော့နေမယ်ဆိုရင်မင်းတို့အတွက်မျောလင့်ထားတဲ့ဝိပဿနာဉာဏ်ဤပေါ်လာရင်ကိလေသာတန်ရောစဉ်တရားတွေကိုလောင်မြိမ့်လို့သွားလိမ့်မယ်မဉ္ဇဉ်ဘုံဉာဏ်လို့ခေါ်တဲ့လောကုတ္တရာဉာဏ်အစစ်ကိုများရသွားရင်တော့အဲ့ဒီကိလေသာတန်ရောစဉ်မင်းတို့ရဲ့ဘဝတွေကနေရာကနေချုပ်ရွာကနေအကုန်လုံးပျောက်ပြားပြာကျသွားတဲ့အထိဖြစ်လိမ့်မယ်ဘုရားဒီမှာတော့ဝိပဿနာကိုထိုင်ရိုက်ဟောပါတယ်ဘာကိုထိုင်ရိုက်ဟောလဲဝိပဿနာကိုဘုရားထိုင်ရိုက်ဟောပြီးမယ်လို့အကုန်လုံးဒီလူတွေဝိပဿနာတရားအားထုတ်ဖို့အချိန်တိုင်းအချိန်ပေးသလားမပေးဘူးတော့ကဘာမှမပြည့်စုံလို့တနေ့လုံးမှတနေ့စားရတဲ့သမားလေးရောင်းလိုက်ဟုတ်လားရောင်းလို့ကုန်သွားပြီဆိုရင်ပရိသတ်ရင်နောက်နေ့အတွက်သီးသားလေးပြန်တောင်းလိုက်ဒီလိုလုပ်ရတဲ့လူတွေကမပါအောင်လားဒီခန္ဓာကိုရှိမှတော့ဒီခန္ဓာကိုစားဖို့နေဖို့ဝတ်ဖို့ပဲအဓိကကြိုးစားကြမှာကဲတော့ကလူကလည်းပရိသတ်ရင်စားစရာမလုံလောက်လို့ရှာတာနဲ့အချိန်ကုန်နေတာနဲ့တရားအမထုတ်ရတာမဖြစ်နိုင်ဘူးလားပြောဟောမှာတတိမောင်နှမလေးမေးကြည့်ဟုတ်လားတိုက်ကြီးလည်းမလုံးမသိပါဘူးကာကြီးလည်းမနှစီမမသိပါဘူးအတွင်းထဲမှာသိမ်းထားတဲ့ရွှေတွေငွေတွေစိန်တွေဘယ်နှပြည့်ရှိတဲ့ဘုန်းကြီးတို့မသိပါဘူးဒီလောက်ချမ်းသာနေပြီပဲအားထုတ်ပါတော့လားလို့မေးကြည့်သူတို့အားထုတ်ပြမယ်ထင်လားမထင်ဘူးထင်လား
ဘာထုတ်တာတော့တရားအားထုတ်တယ်တရားအားထုတ်တော့ချမ်းသာလားဆင်းရဲလားမှန်တယ်ဘုန်းကြီးတို့ကအဲ့ဒါကြောင့်လေဘုန်းကြီးတို့လည်းတရားပဲအားထုတ်တယ်မန္တလေးမှာလည်းမန္တလေးကတရားအားထုတ်တယ်ရန်ကုန်ရောက်လည်းရန်ကုန်တရားအားထုတ်တယ်ကြောက်စရာရောက်လည်းကြောက်စရာတရားအားထုတ်တယ်ထိုင်ဝမ်ရောက်လည်းထိုင်ဝမ်တရားအားထုတ်တယ်တစ်လုံးမဆင်းရဲဘူးဘာဖြစ်လို့လဲသိလားတော်တော်များများတရားတော်အားထုတ်တော့ထုတ်တယ်သူတို့အားထုတ်တဲ့တရားကဟိုဘုရားဟောတဲ့တရားမို့တရုပ်အားထားတာဟုတ်လားအမေတရုပ်ကြီးကိုသာသမီတွေကအားထားတယ်အဖေတရုပ်ကြီးကိုသာသမီတွေကအားထားတယ်တရားတော်အားထုတ်ပါရဲ့ပြိဿကြီးဘုရားရဲ့တရားမဟုတ်ဘူးတရုပ်ကိုအားထားတာများပါတယ်ပြီးတော့တရားအားထုတ်တယ်ဆိုတာပြိဿကြီးတရုပ်အားထားတဲ့တရားမျိုးကိုပြောတာမဟုတ်ဘူးပြိဿကြီးပြောချင်တာကဒီနေရာမှာမြတ်စွာဘုရားကအပ္ပမဒတရားလေးနဲ့ပျော်မွေ့ပြီးတော့နေပါဆိုတာဝိပဿနာကိုတိုင်းလိုက်ညွှန်းတော်လဲပဲဒါနရောမေ့လို့ရမှာလားဒီဒါကြောင့်အပ္ပမဒရတောဒါနပြုဖို့ရန်လည်းပဲမမေ့ဖို့လိုပါတယ်သီလဆောက်တည်ဖို့ရန်လည်းမမေ့ဖို့လိုပါတယ်သမထဘာဝနာပွားဖို့ရန်လည်းမမေ့ဖို့လိုပါတယ်ဝိပဿနာဘာဝနာအားထုတ်ဖို့လည်းမမေ့ဖို့လိုပါတယ်မလိုဘူးလားဒါနတိပြိဿရဲ့နိဗ္ဗာန်ချမ်းသာကိုတော့ထိုက်ရိုက်ရောက်သလားသို့တော့ तू မပါဘဲနဲ့ပြီးသလားဟောဒါဆိုရင် तू မပါရင်မပြီးဘူးဆိုရင်နိဗ္ဗာန်ချမ်းသာအထီတော်ရည်မှန်းထားတဲ့တို့အားလုံးဓမ္မဆွေတော်မျိုးတော်များဒီတရားအမထုတ်နိုင်သေးလို့ဝိပဿနာမမှတ်နိုင်သေးလို့ဆိုပြီးတော့ဝိပဿနာမှတ်မှတို့ကနိဗ္ဗာန်ရောက်မှဒီဒါနလှူးမနေတော့ဘူးဆိုပြီးတော့နေရပါမယ်ဟောပရိသတ်ရဲ့ဝိပဿနာအဖြစ်ကိုမလန်းနိုင်သေးရင်တော့မှနေ့စဉ်ယုံခံနေရတဲ့ဘဝထဲမှာကိုချွေးနေစားလေးတွေကနေစွမ်းနိုင်သမျှလူတန်းလိုက်တဲ့ဒါနကောင်းမှုကိုလည်းမမေ့ဖို့လိုပါနဲ့ကြည့်မကြည့်ဘူးလားဒါနမမေ့ဖို့လိုသလိုပြိတ္တရဲ့နောက်တစ်ဆင့်မြင့်လာတဲ့သီလကြတော့ရောမေ့ထားလို့ရမှာမရဘူးလူကကိုယ်တော်ကိုတစားတစားပြောအောင်ဝေးမှဒါနလေးနဲ့ပျော်တတ်လာရင်သီလအကျင့်လေးကပါလာတယ်ဒါနနဲ့သီလလေးနဲ့ပျော်တတ်တာနဲ့လူတော့သမထဘာဝနာလေးဆိုပါလာတယ်သမထဘာဝနာလေးနဲ့ပျော်တတ်တဲ့လူတော့နောက်ဆုံးဝိပဿနာဘာဝနာဆိုတာပျော်တတ်သွားပြီအဲ့ဒီကြမှာအပ္ပမဒရတတဲ့မမေ့တဲ့တတိတရားနဲ့ပျော်မွေ့တဲ့ပုဂ္ဂိုလ်ဆိုတာဘတ်ပေါင်းစုံမသွားဘူးလားဒါကြောင့်အပ္ပမဒရတောဒါနသီလသမထဝိပဿနာဘာဝနာတရားတန်အောင်မွေးလျောပျော်ပါရာအာယုရှိ၍ဤပေထားသောအဲ့ဒီလိုဆိုရင်ကိုမမှန်ဘူးလားသေနာဝိပဿနာတရားအာမထုတ်နိုင်သည်နောက်မှဒါနလေးနဲ့ပျော်တတ်တဲ့လက်ဖြစ်ပါစေသီလလေးနဲ့ပျော်တတ်တဲ့ကာယကံဝစီကံထိမ့်သိမ့်တတ်တဲ့ပုဂ္ဂိုလ်ဖြစ်ပါစေသမထဘာဝနာလို့ခေါ်တဲ့မဏိညာကတရားလိုပဲဂုဏ်တော်တွေပွားပြီးတော့တတိနဲ့ပျော်တဲ့ပုဂ္ဂိုလ်ဖြစ်ပါစေဤတကယ်တမ်းကျိုးစားရင်တော့စက္ကန့်တိုင်းဖြစ်ပြီးတော့ပြတ်နေတယ်ဟောဒီယုံနာပေါ်မှာဝိပဿနာရှုမှတ်ပွားများရင်းနဲ့ပျော်တတ်တဲ့ပုဂ္ဂိုလ်ဖြစ်ပါစေမကောင်းလားဒါကပြည့်စုံပါတော့အပ္ပမဒရတမမေ့တဲ့တတိတရားနဲ့ပြည့်စုံတယ်ဆိုတာမြတ်စွာဘုရားကဝိပဿနာကိုအမြင့်ဆုံးပြလို့ဓာတ်ရိုက်ဟောပေမဲ့ဘုန်းကြီးတို့ကဝိပဿနာအာမတုံနိုင်သေးဘူးဆိုမိမိကြီးနေလို့ရမလားစဉ်းစားကြည့်တချို့ကိုယ်မျိုးကိုယ်ရွာထဲမှာအလူဒါနကိုဝါဒနာမပါတဲ့တခေချမ်းသာတဲ့တတိတွေမရှိဘူးလားဟာဘိသိတောမှာပဲဖြစ်ဖြစ်မြို့မှာပဲဖြစ်အဲ့လိုလူကတော့တရွာမှာတဦးနှစ်ဦးတော့ရှိတာပဲသို့တော့အဲ့လိုလူကိုပြိဿကြီးဘာနဲ့များခွာလဲဆိုရင်ဦးလေးတို့ကချမ်းသာတယ်ဒေါ်တို့ကချမ်းသာတယ်ဒီဝါတရားလေးကလေလူမဲလူကတော့စွန့်ရင်တော့ရတာပေါ့ဒါကလေအသက်ရှိကြောင်းအလူဆိုဦးလေးတို့အတော်တို့ဒီလောက်ချမ်းသာတာဒီစိတ်တွေကိုချမ်းချမ်းသာသာခံစားဖို့ဆိုအသက်ရှင်မှဖြစ်မှာပေါ့ပြီးတော့အသက်ရှင်အောင်ဒီတရားလေးလှူလိုက်ပါလားအလူခန္ဓာကပြိဿရဲ့သူချမ်းသာဖို့ကိုပြအလူခန္ဓာအဲ့ဒါဆိုတော့ဟုတ်တယ်နော်တို့ဒီလောက်ချမ်းသာနေတာကြာအသက်ရှင်မှခံစားလို့ဖြစ်မှာလူဦးမှာအဲ့ကြတော့ပြိဿရဲ့တပြည့်တပြည့်နဲ့ဒါနအပေါ်မှာတတ်ဝင်စိတ်လေးဝင်လာတော့
သူ့အလူလူပြီးဆိုတဲ့ကဘုန်းကြီးကလည်းပြိဿရေဟာအလူပွဲမှာသီလမပြီးပဲနဲ့နေမလားအဲ့ဒီကမှဘုန်းကြီးကခွင်အောင်တက်အောင်ဟောဖို့ပဲလူတယ်ဟုတ်လားဟာတခါကြီးဒါနကောင်းကောင်းသီလဆိုတာကခင်ဗျနတ်ပြည်ရောက်ရင်ဒီဆိုရင်လူပြည်မှာဒီလောက်ချမ်းသာတာဒီလောက်အရသာချင်းနတ်ပြည်ဘယ်လောက်များကောင်းမလဲဆိုဟောတွဲခေါ်သွားလိုက်တော့တပြေးတပြေးပြိဿရေဆွဲခေါ်မှပါဟုတ်တယ်မလားအမှန်လည်းပြောရင်မြန်မာလူမျိုးကပြိဿရေရှေ့ကတွဲမှနောက်ကလက်ချင်တာကိုကရှေ့ကထွက်ချင်တာရှေ့ကတွဲမဲ့လူချင်းလိုက်ချင်တာလိုက်တော့လိုက်တော့ပြိဿရေတရွဆွဲလိုက်ရင်ရှေ့ကလူကသက်သာပါမှာတဲ့တဲ့လိုက်အဲ့ဒါဆိုအလုပ်ဖြစ်တယ်ဟုတ်လားပြီးတော့အဲ့လိုပေါ့ကုသိုလ်ဆိုတဲ့နေရာမှာပြိဿရေဒါနလည်းပါတယ်သီလလည်းပါတယ်သမထလည်းပါတယ်ဝိပဿနာလည်းပါတယ်ဘုန်းကြီးတို့ပြောလို့ဘုန်းကြီးတို့နေနာမဟုတ်ပါဘူးဘုန်းကြီးတို့လည်းတော်သားဆက်ပါဘုန်းကြီးရွာသားတွေပဲဟိုတနေ့ကကုမဲမှာတရားလာနာတော့လေသာဓုခေါ်ပါတယ်ကွာလို့ငါရွာသားတွေကတရားလာနာတော့ကဲကားကဘယ်လောက်ပေးရတယ်900အဲ့900ငါပြန်လှူပါမယ်ကွာလို့တော့နာညောင်လို့ပြောတာပြိဿရေကျွတ်တော်သားဆိုတာကဘဝကသံဃာတော်ကဆင်းရဲခဲ့တဲ့ဒါနအားကြောင့်တောမှလူဖြစ်ရတာပြိဿရေအဲ့ဒါကိုပဲထပ်ပြီးတော့ဆင်းရဲအောင်ဒီဒါနကိုယ်အခင်းလေးရထွက်တဲ့မြေပင်လေးနှမ်းလေးတော့မှသီလရှင်လာရင်ဇွန်းနဲ့ပဲလောင်းဖို့စိတ်ကူးသေးတယ်ဆိုရင်နောက်မှအိုင်နာမဲ့ပြန်နေရအောင်ဟုတ်တယ်မလားဩတို့မှချွေးနီးသားနဲ့ရင်းထားတာဟုတ်တယ်မလားဘုသီလရှင်လာတဲ့မနွေမဟိုင်းမှာစာသင်လိုက်ရှိတယ်ဟာမင်းကုန်းစာသင်လိုက်မှာဒီလေးတပိဿာဟဲ့နှစ်ပိဿာဟဲ့သုံးပိဿာဟဲ့လူနိုင်တော့သွားလှူအောင်မယ်ဆိုရင်ကိုယ်ချွေးနီးသားအစစ်ဒီတန်ဃာများစွာရဲ့ခံယူနေတဲ့ဆွမ်းအလှူထဲမှာပါမသွားဘူးလားနေသလားယောဂတတိတွေပြပါလိုက်လှူနေတဲ့အလူဒါနာကြီးကိုပဲနှခမ်းကြီးတွေရှေ့တို့နောက်ဆုံးနဲ့ချီးမွမ်းမနေပါနဲ့ကိုယ်ကိုယ်တိုင်ချွေးနီလာနဲ့ရှားထားတဲ့အဲဒီစီလေးတပိဿာကိုသံဃာတရားရှိတဲ့အကြောင်းကိုလူနိုင်ရင်သူ့စီတပိပါလည်းပဲတန်ဖိုးဖြစ်ဆိုကိုယ်တပိဿာလည်းပဲသံဃာအားလုံးရဲ့ခန္ဓာထဲမှာဆွမ်းအဖြစ်နဲ့ပါမသွားဘူးလားအဲ့ဒါပဲပေါ့ဘုန်းကြီးပြောချင်တာအဲ့ဒါပဲမမေ့ပါနဲ့အပဝါဒရတောမမေ့နှလျောဘဝမတ္တသတ္တနဲ့တတိတရားနဲ့ပျော်မွေ့၍နေလေရှိသောဝါဒနာနဲ့ပျော်နေတယ်သီလနဲ့ပျော်နေတယ်သမထနဲ့ပျော်နေတယ်ဝိပဿနာနဲ့ပျော်နေတယ်ပျော်လို့မရဘူးအဲ့ဒီမှာနောက်တစ်ချက်ချမ်းသာတဲ့လူတွေတတိထားဖို့စကားတစ်ခွန်းဘာလဲဆိုရင်တချို့ချမ်းသာပြည့်စုံလာတော့ငွေကြီးချမ်းသာတော့မလူနိုင်ဘူးလားလှူနိုင်တာပေါ့လှူပြီးရင်လည်းမန်တက်လို့ရပါဘူးအေးငါဒီလောက်လှူထားတော့ကွာဟောငါလူကနေကရောက်မှာပေါ့မရောက်ဘူးတော့ပြောလို့ရမှာရောက်တော့ရောက်မယ်ပြိဿဒီနိဗ္ဗာန်ကအဲ့ဒီဌာနတစ်ခုနဲ့သွားလို့ရမှာဒီထောင်လေးတစ်ထောက်ဖြစ်နေတော့ထောက်ပေးတာတော့ဟုတ်တာပေါ့အခုဒီနေ့လို့နေမျိုးဆိုတရားပွဲအလှူရှင်တွေဝမ်းမြောက်ဖို့မကောင်းဘူးလားဒီမှာတဆူလဲပါတယ်နှစ်ဆူသုံးဆူအကုန်လုံးပေါင်းစပ်လိုက်တဲ့ကုသိုလ်ကောင်းမှုသည်ဘုန်းကြီးတစ်ပါးတည်းကထိုင်ပြီးတော့ဟောနေတဲ့လူများစွာရဲ့နားထဲမှာမသိတာတွေခံယူတတ်မယ်ဆိုရင်သိမသွားဘူးလားသိနေတာတွေရှင်းမသွားဘူးလားသိပြီးတော့ရှင်းသွားလိုက်တဲ့ဒီလူဒီဒါနရဲ့အကျိုးကိုသိလို့ဒါနတစ်ခုပြုလိုက်မယ်သီလရဲ့တန်ဖိုးကိုထားတတ်လို့သီလကိုဖြူအောင်ဆောင်းတည်လိုက်မယ်သမထရဲ့စွာကိုယုံလို့ဂုဏ်တော်တွေပွားလိုက်မယ်ဝိပဿနာရဲ့သဘောတရားကိုလက်ခံသွားလို့ယုံနာမှာစက္ကန့်ပိုင်းလေးပဲမှတ်လိုက်မယ်ဆိုအောင်တော့ကိုလှူလိုက်တဲ့တရားအလှူတည်လူသားနှလုံးသားမှာပူလောင်နေတဲ့သောကကိုခဏလေးပဲအေးအေးတမိုးကြည့်မသွားဘူး။ဒါကြောင့်မြတ်စွာဘုရားကအလှူတကာထဲမှာဘယ်အလှူဘလောက်ကြီးရဲ့ပြောတရားအလှူဒီအမျက်ဆုံးအောင်ဆုံးပဲမဟောခဲ့ဘူး။ဟောဒီတော့ဒကမာကြီးမေတော်ကြီးတော်ကိုယ်လိုက်လို့ဒကာကြီးဥချင်းဆွေတို့မိသားစုတွေပေါ့လေအစရှိတဲ့ဒီဓမ္မရဏအလှူရှင်တွေသုံးရက်လုံးလုံးပီတိတွေမဖြစ်ဘူးလား။သို့တော့ပီတိတော့ဖြစ်လို့ရမယ်ရောင်ရင်လို့ရမှာဟောဒီကြောင့်ဆယ်မျိုးမှာတော့ငါတို့ကျင့်တဲ့တရားပွဲကြီးကလူတွေများလိုက်တာအလူကြီးတွေကရလိုက်တာသုံးညာလုံးပဲစီစီကာကာကြီးနဲ့ပြီးသွားပြီဟောဒီတရားကလည်းကောင်းလိုက်တာဟောတဲ့ဘုန်းကြီးကလည်းမိုင်းလိုက်တာဟုတ်လားကဲပြိဿရေအကုန်လုံးကျွမ်းပြီးတော့အိုးထိုးတော်လေးကုသိုလ်တွေအများကြီးရသွားပြီဆိုပြီးတော့ရောင်ရင်းနေလို့ရမလား
ပရိသတ်အမြတ်ဆုံးဒါနကောင်းမှုကိုဟောဒီလိုရအောင်ယူလိုက်သလိုပဲနောက်တဲ့သီလကုသိုလ်ကိုကြတော့ပရိသတ်မိထားလို့ရမလားမရဘူးဒါနသီလဆိုတဲ့အခြေခံတွေကလည်းမပိုင်မပြည့်သလိုအမြင့်ဆုံးဖြစ်တဲ့သမထဝိပဿနာကြတော့ပယ်ထားလို့ရမှာဒီထဲမှာပဲဘာဝနာလေးသိကြည့်လိုက်ဟောကြည်သားနဲ့ဟောနေတဲ့ကိုယ်တော်ကလည်းရထားတဲ့ခန္ဓာ၅ပါးယုံနာတရားကိုအခြေခံပြီးတော့ဟောနေတယ်နာနေတဲ့ငါတို့ကလည်းခန္ဓာ၅ပါးယုံနာတရားကြီးနဲ့ထိုင်ပြီးတော့နာနေတယ်နာမနေဘူးလားပရိသတ်နာနေတဲ့ခန္ဓာကိုယ်မှာပဲပရိသတ်အနိစ္စတွေမတွေ့ဘူးလားမမလေးအနိစ္စဆိုတာတွေ့တယ်ဒုက္ခဆိုတာတွေ့တယ်အနတ္တဆိုတာတွေ့တယ်ဓိတ္တကိုဆက်ပြီးတော့ဆင်ញင်အောင်မယ်ဆိုရင်တော့ဟောတဲ့ကိုယ်တော်နဲ့ခန္ဓာ၅ပါးယုံနာတရားဖြစ်တဲ့အတွက်ကြောင့်တနေ့နေ့တစ်ချိန်မှာသိပြီးတော့ဒီလောကကနေကြောက်ွယ်အောင်မှာငါတို့လည်းပဲခန္ဓာ၅ပါးယုံနာတရားဖြစ်တဲ့အတွက်ကြောင့်တနေ့နေ့တစ်ချိန်ကြီးမှာသိဆုံးလို့ဟောဒီကဘာလောကကြီးကပြာမုံတော့မကြမ်းအောင်ကြောက်ွယ်အောင်မှာအဲ့ဒီနောက်ဒီဆင်ခြင်မရဘူးလားဟောဒီတော့အဲ့ဒီသိရင်တရားအထိဆင်ញင်လိုက်ပြီဆိုလိုက်ရင်ပြိဿရဲ့အနေဆုံးဖေရိတ်တာမှမသွားနဲ့ဟောဒီတရားနာပြိဿတွေအကုန်လုံးလောဘဒေါသမောဟမာနကိလေသာတန်ရောစဉ်တွေနှိမ့်ဆက်မနေဘူးလားဘေတန်ရောစဉ်နှိမ့်ဆက်ပြိဿရဲ့အဲ့ဒီထဲမှာပြိဿရဲ့အလွယ်ဆုံးဝိပဿနာပြီးမရဏမေတုဩဇိဝိတာအာတုဩငါသည်တနည်းနည်းတစ်ချိန်ချိန်မှာမုတ်ချသေးရမည်ငါ၏အသက်ရှင်ခြင်းသည်မမြင်သည်စွတကားသိခြင်းသည်သာမြင်လာပြီစွတကားငါ၏အသက်ရှင်ခြင်းသည်သိခြင်းလျင်အဆုံးရှိကြစွတကားကြိုက်သလောက်ချမ်းသာကြိုက်သလောက်ရာထူးမြင့်ကြိုက်သလောက်ဝါတော်ကြီးကြိုက်သလောက်စာရီတက်ဘယ်ဘုန်းကြီးဘယ်လိုပုဂ္ဂိုလ်မျိုးမဆိုဘာနဲ့ပဲအဆုံးသတ်အပ္ပမဒရတကြံတဲ့ဒါနသီလဘာဝနာတွေဆိုတာဟောဒီသိရင်တရားနဲ့ကြိုင်ထားရင်အကုန်လုံးပါတယ်လူတော်တော်များများသိရမှာကိုမေ့နေပြီဆိုရင်နေဖို့စားဖို့ရဖို့ပိုင်ဖို့ချွားဖို့ကိုယ်တော်လည်းရှာတယ်ကိုသားသမီးမို့လားသားသမီးတွေနေဖို့စားဖို့ရဖို့ပိုင်ဖို့ချွားဖို့မပြီးသေးမြည်ဆိုတဲ့ဘုမြည်လေးတွေစားဖို့ပိုင်ဖို့ရဖို့ချွားဖို့မြင့်ရှိရင်မြင့်ထီလည်းပဲစိတ်ကူးမရင်ဘူးလားပြိဿရဲ့မတိတော့ဘူးလို့များထင်ထားရင်တခါတည်းအကုန်လုံးကိုယ်တာဝန်လို့ထင်မနေဘူးလားသိခြင်းတရားလေးနဲ့သိရင်လည်းငါလည်းပဲတနည်းနည်းတစ်ချိန်ချင်းမှာအချိန်မရွေးသိသွားနိုင်တယ်ငါသာသမီးတွေငါမိတွေငါမြစ်တွေလည်းသိသွားနိုင်တယ်ဒီတော့မသိခင်လေးပါသာသနာတော်မြတ်ကြီးနဲ့လည်းတွေ့နေတယ်ဒါနသီလဘာဝနာကိုလည်းသာသနာစစ်မှန်ထမှာခံယူခွင့်ရနေတယ်ဆိုရင်သိရင်တရားကိုဆင်ခြင်လိုက်တာကမှမသိခင်ကြီးတော့လုံအောင်မှလူအောင်မှဆိုတဲ့စိတ်ကပေါ်မလာဘူးလားဒီတော့အပ္ပမဒရတ္တမြတ်စွာဘုရားကတော့ယုတ်တရားနာတရားမှာတတိပဋ္ဌာန်တရား၄ပါးနဲ့ရှုပတ်ပွားများပြီးတော့မမေ့တဲ့တတိနဲ့ပျော်မွေ့နေရင်လို့ဆိုပေဆို냐တော့လေကုသိုလ်အားလုံးကိုအစဖော်ပေးခြင်းသည်သိခြင်းတရားကိုတတိယမှဖော်ပေးတာပါပဲဟုတ်ပြီလားဒါကြောင့်အပမဒရတောငါသည်အချိန်မရွေးသိသွားနိုင်တယ်နာရင်လည်းသိသွားနိုင်တယ်နာပြီးရင်လည်းသိသွားနိုင်တယ်အခုလည်းသိသွားနိုင်တယ်မနက်ဖြန်လည်းသိသွားနိုင်တယ်လို့သိခြင်းတရားရဲ့အပေါ်မှာအမြဲတမ်းဆင်ခြင်နေတဲ့တတိနည်းနဲ့များဝိလျော်လို့နေမယ်ဆိုရင်ဒါနာလေးပြုရပါတယ်သီလလေးစောင့်တည်ဖြစ်ပါတယ်တရားလေးအထုတ်ဖြစ်ပါတယ်အမထုတ်ဖြစ်ဘူးဒါကြောင့်ဒါနာလေးနဲ့လည်းရောင်ရင်မနေပါနဲ့သီလလေးနဲ့ပါပါစေသီလလေးနဲ့လည်းရောင်ရင်မနေပါနဲ့အမြင့်ဆုံးဘာဝနာလေးနဲ့ပါပါစေအဲဒီဒါနသီလသမာဓိပညာတွေအကုန်လုံးဖြစ်ဖို့ရန်အတွက်ကြတော့အရေးကြီးဆုံးကတော့မိုးလင်းမျက်နှာသိလိုက်တာနဲ့ငါမသိလို့မျက်နှာသိရတဲ့အချိန်မရွေးသိသွားနိုင်တယ်လို့စတင်လို့ဆင်ခြင်မိပါစေမကောင်းလား
ညာငါမသိလို့ညနာတရားပြီဘဝရဲ့တရက်တာပြန်စခွင့်ရတာပဲလို့ကိုယ့်ဟာကိုအချိန်လေးသိနိုင်တာပဲဆိုတဲ့တတိလေးနဲ့များပျော်မွေ့နေအဲ့ဒီအချိန်လေးမှာပဲပြိဿအေရှိဆွမ်းခံရက်တဲ့ဘုန်းကြီးလေးကြွလာရင်လောင်းပြစ်တာများမလားမလောင်းပြစ်တာများကိုယ်တိုင်မလောင်းပြစ်တာဟဲ့သားရင်သမီးရှိမဘုန်းကြီးဆွမ်းခံကြွနေတယ်ဟောပြိဿဒီစိတ်လေးမပေါ်နိုင်ဘူးလားကိုယ့်ဟာကိုယ်မှသေအောင်မှလို့တတိမရရင်ကြံတဲ့လူရောပြိဿသေမယ်တော့လားမသိဘူးတော့မသိတာတွေတွေ့လိုက်တော့ကိုယ်ဟာပြီးသာသမီနဲ့မြည်ရနဲ့မြင့်ပြိဿအဲ့ဒီမှာကျောင်းဘုန်းကြီးမပါဘူးအဲ့တော့ပြိဿပြောချင်တာကသိခြင်းတရားကိုနေ့စဉ်ဆင်ခြင်တဲ့တတိလေးနဲ့နေဖို့မလိုဘူးလားတန်ရောစင်ပါတယ်လေဟောဒီမှာမြတ်စွာဘုရားမင်းနဲ့လေအဘမဒါရတောအဘမဒါလို့ခေါ်တဲ့မမေ့တဲ့တတိတရားနဲ့ပျော်မွေ့၍နေလေရှိသောပမာတိမိမိရောပေါ်ပေါ်သာသာနေခြင်းမှာတော့ဘေးရန်လို့ရှုမြင်လိမ့်ရှိသောကိုယ့်ကိုသိခြင်းကိုမေ့နေပြီဓမ္မမွေဒါနသီလဘာဝနာကိုမေ့နေပြီဆိုရင်ပြိဿရဲ့ချစ်သူတွေဝိုင်းနေတာလားယန္တူတွေဝိုင်းနေတာလောကမြင်ရတဲ့ယန္တူကပြိဿရဲ့ကိုယ်ကိုလေမျက်လုံးကိုထိုးခဲ့မယ်ခြေထောက်ဖြတ်ရင်ဖြတ်ခဲ့မယ်လက်ရင်ဖြတ်အသက်သေးနဲ့တည်သွားမယ်စီးသွားဥစ္စာယူနေယူသွားမယ်သူပေးနိုင်တဲ့ဆင်းရဲကအမလီခဏလေးနော်ဘဝတန္တရာဆင်းရဲမှာသိရင်တရားကိုမိပြီဆိုတဲ့အကုသိုလ်နဲ့ကုသိုလ်ဘာတွေများမလဲအကုသိုလ်တွေများပြီဆိုတဲ့ကပြိဿရဲ့အဲ့ဒီအကုသိုလ်ယန္တူကနေထိုးနှက်လိုက်တာငရဲတော့မရောက်နိုင်ဘူးကိုကနေတဖုံဖုံတအုံရိုက်နေတယ်ကိုယ့်အိမ်ကခွေးနေရမှာကိုလည်းပဲတတိဆံပြန်မဖြစ်နိုင်ဘူးသာသမီဆွေမျိုးပြည်စည်းဥစ္စာမခွာနိုင်တဲ့တန်ရောစီကြောင့်ဒီနားမှာပဲမကျွတ်မလွတ်တဲ့ပြိတ္တာကြီးပြန်မဖြစ်နိုင်ဘူးအမလီအတူရကင်းတဲ့အဲ့ဒီပြိတ္တာနဲ့သခိုင်းနေပဲပြိတ္တာကြီးအဲ့ဒီပုဂ္ဂိုလ်မဖြစ်နိုင်ဘူးဖြစ်နိုင်တယ်ဘဝမှာမြင်ရတဲ့ယန္တုကပြီးရင်ခဏပဲဒုက္ခပြီးတာမိမိရောခြင်းဆိုတဲ့ယန္တုကိုကတတိမထားလိုက်လို့ဒါနမေသီလမေဘာဝနာမေကုသိုလ်မေသိခြင်းတရားမေလို့အကုသိုလ်နဲ့မှနေတိုင်းနေမယ်ဆိုရင်ပြိဿရဲ့ဟာကြောက်စရာကောင်းလိုက်တာငရေတရိစ္ဆာန်ပြိတ္တာအတုရကင်းယန္တုကြီးတွေကြောက်စရာမကောင်းဘူးတတိလေးတစ်ချက်ကင်းသွားလိုက်တာအဇာတတနော်မြတ်စွာဘုရားသတ္တတော်တရားရှိတဲ့အချိန်မှာလူဖြစ်တာလားဘုရားပြိဋိဘံစံပြီးမှလူဖြစ်တာဘုရားရှင်သတ္တတော်တရားရှိပြိဋိရဲ့ရာဇယောမျိုးမှလည်းမြတ်စွာဘုရားရှင်ခဏခဏကြွလို့လာနေတယ်အဘိဗေမိသာရမင်းကြီးကလည်းသောတာပန်ပုဂ္ဂိုလ်ကြီးဖြစ်နေတယ်တတိလေးတစ်ချက်ကင်းသွားလိုက်တာလောဘတွေမိုးမွန်သွားလိုက်တာပြိဋိရဲ့ဇေဝဒတ်ဆရာမိုက်နဲ့ပေါင်းပြီးတော့အဖြေသက်တဲ့အထိအကုသိုလ်ကြီးမလွန်ကျူးလားပြိဿရဲ့သူတရားမှာဝင်ပြပြီးတော့ရှင်မင်းဖြစ်ခြင်းနဲ့လောဘတဏှာကြီးနဲ့အဖေတတ်လိုက်တာအောင်မလီသူကတတ်တာကအဖေကိုဒီဘဝပဲတတ်တာသူ့ကိုတတ်လိုက်တာအခုတော့ငရင်ကလွတ်ပြီလားအဲ့ဒါပဲပြိဿရဲ့မင်းလျော်ခြင်းဆိုတဲ့ယန္တုတတိမေခြင်းဆိုတဲ့ယန္တုရဲ့ထိုးနှက်ချက်ဒီကနေ့တိုင်အောင်တော့အဇာတတငရေကမလွတ်နိုင်သေးဘူးမိမိနေကြောက်စရာမကောင်းဘူးဝိပဿနာဉာဏ်အောင်တွေ့မလားမဉဏ်ဘုံဉာဏ်အောင်တွေ့မလားဒါဆိုရင်ဒုက္ခိတကမေ့နေတာများလားမမေ့တာများလားဘာဖြစ်လဲမမေ့ပါဘူးဗျာဘယ်သူ့ကိုမမေ့တာတော့ဆိုတော့မစိုးပွဲအပြီးကနေမှလူကစီးနေကဲပြိဿရဲ့မမေ့ခြင်းမေ့ခြင်းမှာဘယ်သူမှမလိမ္မာနဲ့တော်တော်များများဒီပြိဿရဲ့တည်ခြင်းတရားကိုသတိရတာများလားမေ့တာများမေ့နေတယ်မေ့တာကိုဘုန်းကြီးတို့အပြစ်မပြောပါဘူးဘုန်းကြီးတို့ဒီအပြစ်ပြောဖို့လာတာမဟုတ်ဘူးသတိပေးဖို့လာတာဟုတ်တယ်မဟုတ်လားလူတွေကိုနှိတ်ကုတ်ဖို့လာတာမဟုတ်မေ့နေတာလေးတွေကိုသတိပေးမသိတာလေးတွေကိုရှင်းအောင်ပြောဒီသဘောနဲ့လာတာဒီတော့ဟောဒီထဲမှာ
ဘုန်းကြီးတို့ရဲ့အရေးကြီးဆုံးဖြစ်တဲ့မေတော်ကြီးထောက်ကွေးလိုက်လည်းပဲမိတဲ့တက်မှာပါတယ်ဘုဘကဒကာကြီးဦးကျင်ဆွေလည်းမိတဲ့တက်မှာပါတယ်ကျန်တဲ့ဒကာဓမ္မတွေလည်းတော်တော်များများကဘေးထဲမှာပါဥစ္စာဘေဘက်များဒါကြောင့်ဒီအဆိုဘုန်းကြီးကမင်းမခွဲတော့ဘူးတဲ့ကိုယ့်ကိုယ်ပဲအနိုင်တစ်ခါနဲ့ပိုင်းလိုက်တော့ဟုတ်လားမိနေတယ်ဆိုရင်တော့ပြိဿရဲ့ပြောနေတဲ့တန်ရောတဲ့ခွာနိုင်မလားအလောင်းမြိုက်ခံနိုင်မလားလောင်းမြိုက်ခံရမှာပဲဒီတော့မြတ်စွာဘုရားဥပမာပေးလိုက်တယ်တော်မီကြီးဟာကွာအသေးစားချုံမိပေါင်းတွေကိုလည်းလောင်မြိုက်တယ်အနှစ်တည်းသားသစ်ပင်တွေကိုလည်းလောင်မြိုက်တယ်အကြီးစားအနှစ်တည်နေတဲ့ယာချီနေတဲ့သစ်ပင်ကြီးတွေကိုလည်းလောင်မြိုက်တယ်မလောင်ဘူးလားဒါပဲပြိဿရဲ့အဲ့ဒီလိုလောင်လို့ပဲတဲ့မင်းတို့ကမပေးတဲ့တတိတရားနဲ့ပြည့်စုံမင်းတို့ချင်းကိုရန်သူလိုသဘောထားပြီးတော့အလုံးဝအမေ့မခံဘူးဆိုရင်မင်းတို့ရဲ့ယုံနာမှာရှုမှတ်တဲ့ဝိပဿနာဉာဏ်မဉဏ်ဘုံဉာဏ်တွေပေါ်ပြီးတော့အဲ့ဒီကိလေသာဆိုတဲ့ဉာဏ်သူတန်ရောစဉ်လောင်မြိုက်စေတဲ့တရားတွေအကုန်လုံးကိုမင်းတို့တွန်းပြီးလို့ပဲပြာကျအောင်လောင်နိုင်တယ်အခုကြတော့ပြိဿရဲ့ကိုကတတိမေ့နေတဲ့အခါကျတော့တန်ရောစဉ်ကျိုးတွေချီနှောင်ခံရရတာပူသလားအေးလားဒီတော့တန်ရောစဉ်ဆိုတာဘာလဲမနေ့ကမေတော်ကြီးကပြောတယ်ဘုံဘုံရဲ့တဲ့တိတော့တိပါတယ်တန်ရောစဉ်ဟာရှိသေးတာကိုတဲ့ကဲတန်ရောစဉ်ဆိုတာဘာလဲခုနကတော့မှလာဂာနီတော့သင်္ကန်းယုံနေဒီပြရတချင်းချုပ်ပြုံးလာမလို့ပင်ကြီးကစေတနာကတန်ရောစဉ်တန်ရောစဉ်ကအချစ်ကတော့ကအမေသူတော့ကျုပ်တရားသူဟောနေတာကဲမရိတဲ့တန်ရောစဉ်ပြောမနေဘူးကဲတန်ရောစဉ်ဆိုတာဘာလဲသူရှင်တော်တွေပြောသလိုပြောလိုက်ပါတန်တော်ကရောထားလို့အစဉ်ဖြစ်နေတာပါဗျာကဲပြိဿရဲ့တန်ရောစဉ်ပြောမနေဘူးလားသတ္တဝါတွေကိုပြိဿရဲ့ဘဝဝဋ်ဒုက္ခတွေကယုံမထွက်နိုင်အောင်ခြိထားတဲ့နှောင်ကြိုးသည်တန်ရောစဉ်ပဲပါတယ်လေဘဝဝဋ်ဒုက္ခတွေကနေယုံမထွက်နိုင်အောင်မမြင်ရတဲ့ကြိုးသည်တန်ရောစဉ်ပဲဒီတက်ရှင်းအောင်ပြောရမှာဆေးခြင်းနဲ့ကိုယ်စိတ်နဲ့ကိုပြိဿရဲ့ဝဲမသွားအောင်တွင်းထားတဲ့သဘောသည်တန်ရောစဉ်ဒီတဲ့ရှင်းအောင်ပြောရမှာကွာနေတဲ့ပစ္စည်းလေးတစ်ခုကိုအတင်းပူးကပ်လိုက်တဲ့စူပါဂလုနဲ့တူတာတန်ရောစဉ်ဘာနဲ့တူလဲစူပါဂလုရောင်းလားဘယ်ရင်မနေ့ကစူပါဂလုတပူးသွားဝယ်ပြီးရင်ဘယ်သူမှမလုံးနဲ့ကိုယ်လက်မနဲ့ကိုယ်လက်ညိုအဲစူပါဂလုနဲ့ဘယ်လိုကတ်ထားကြည့်ခွာလို့ရမှာလားဘုရားဘုန်းတော်ပြိဿရဲ့ဒီမှာဒီကနေ့ခင်မိတဲ့ပရိဘောဂတွေအကုန်လုံးကိုပါပါလေးရဲ့ဂျားထဲမှာစူပါဂလုနဲ့ပဲအကုန်လုံးကတ်ထားလိုက်တာရင်းမနေဘူးလားအဲ့ဒါပဲတန်ရောစဉ်ဆိုပြိဿအရှင်းဆုံးပြောတယ်ဘာလဲစူပါဂလုခွာနိုင်လားမခွာနိုင်ဘူးဟုတ်လားဂိုင်းဦးချင်းစိတ်ကဲအန္တိဇာကိုကရုံးသမီးဒီလာချင်းအပြီးဝတ်ပေးလိုက်မယ်ဘယ်လိုသဘောရလဲကိုရောမနှက်ဖန်ကြအိမ်မကြောနဲ့တော့ပြိဿအဲ့ဒါပဲတရားနဲ့တရားကိုခွဲမသွားနဲ့အောင်တွဲထားတာဒီပါလေတန်ရောစဉ်နဲ့ကြည့်လိုက်စမ်းမှန်လားမှားလားအိမ်ထဲမှာကြည်နိုင်တဲ့တရားနဲ့တရားကိုမမြင်ရရင်ဘလို့မှမနေတတ်အောင်သာမီးယောက်ျားမှလည်းဖြစ်တတ်တယ်ဇနီးခင်မွန်ညာမှလည်းဖြစ်တတ်တယ်ညီဘိုးမြေဘွားမှလည်းပဲဖြစ်တတ်ပါတယ်အိမ်ကတယောက်အများကြီးဟောရလားမကိုမီးနေကိုသမီးနေကျောင်းသွားမယ်ကျောင်းသွားပြီအချိန်တန်ပြန်မလာဘူးညနေ6 နာရီညီနေလို့ရလားအိမ်ထဲမှာနေလို့ရသေးလားကိုခေတ်ကတယ်လီဖုန်းလေးပေါ်နေဟဲ့အဲ့မှာကျောင်းသွားတယ်ငါမီးဟုတ်လားမတွေ့ဘူးလားမတွေ့ဘူးလုတ်ပါအောင်မတွေ့ဘူးတဲ့ဟိုဘက်လည်းဆိုင်ငယ်နဲ့ပါသွားတယ်ပရိသတ်ရေပြောရင်နဲ့အလိုလိုကိုအိမ်ကြီးရောက်လာတာရောက်မှမသိဘူးအိမ်ကြီးရောက်လာပရိသတ်အကြဟိုလိုရမယ်နင်တို့ကဘီယုမတဲ့ဘိုင်းရှာလိုက်ရှာတယ်ပရိသတ်ရေပြန်မရောက်မချင်းနေလို့ရတယ်တန်ရောစဉ်ပူလားအေးလား
ပရိသတ်ရဲ့တစ်ချောင်းကိုအတွေ့ခိုင်းရင်အဲ့ဒီတစ်ချောင်းကကိုယ့်ကိုခြိတာပါပဲနောက်တစ်ချောင်းတွင်လိုက်တော့ပရိသတ်နောက်တစ်ချောင်းကကိုလွတ်သလားဩပရိသတ်တန်ရောစဉ်ဒါဆိုရင်ဟင်းငါတို့ကိုသိစီအောင်တော်တော်လုပ်တယ်ဖေးလျှောက်သွားနေတယ်မင်းမျိုးလည်းသမီးအောင်မောင်ကိုရီးယားကောင်းကျင်းသူငယ်ချင်းတွေစုကြည့်နေလို့ဆိုတော့ပရိသတ်နေသိမယ်နောက်တစ်ခါလည်းပြေဝတာပြင်တော့ဟောကလေးလည်းမင်းမျိုးလည်းဆိုဖက်ငိုလဲတော့ပရိသတ်ဟေးအဲ့ကြတော့ဆက်စိတ်ဆိုသေးလားဟောသမီးရဲ့မင်းများစိတ်ပူလို့ပါဟောပရိသတ်ချက်ချင်းကျိုးကပြန်တုတ်တာပဲကဲပရိသတ်ကျိုးပဲဒီကျိုးနဲ့ပဲအလုပ်လျှော့မနေဘူးလားဩရှုံမှန်းရောမသိဘူးလားပူမှန်းရောမသိဘူးလားမကောင်းမှန်းရောမသိဘူးလားခွာနိုင်လားစူပါဂလုတက်တောင်မြည်သေးတယ်ဟုတ်လားအဲ့တော့တရားကြီးတရားနဲ့မရောက်တတိပေးသာသမီတွေကအမေတွေဖေတွေချစ်တယ်ဆိုရင်လည်းအချစ်ကြီးခံမနေနဲ့တခါတခါကျရင်သာသမီကဉာဏ်ရည်မြင့်ပြီးတော့ခင်မီပညာတွေတက်ခင်မီစာတွေဖတ်လာတော့သဘောတရားတန်းလာတယ်ရှင်းကြတဲ့အမေတွေဖေတွေတောမှာရောမြို့မှာပြိဿရင်လွယ်လွယ်လေးနဲ့သိလားမသိတာပြိဿရင်ကိုကတရားပြန်ဟောရတယ်ဘာဟောမလဲကိုအမေကကိုကြောင့်သိမယ်အမေသိမပူနဲ့တနေ့အမေကိုဘွားနဲ့ကိုသွားကြပါသေးကိုတရားလေးကိုအားထုတ်တော့ဟောသူကဂလုဆိုလာကပ်ပဲကိုခွာထားလိုက်ဟုတ်လားပြိဿရင်အဲ့ဒါလည်းတရားဟောရမရဘူးလားအမေဘက်ကစူပါဂလူကြီးကင်နိုင်ကွာလေအမေအဲ့ဒါကြီးကတ်ပါနော်အမေကတ်ပါနော်ဟုတ်လားခွာထားလုံးလို့မရဘူးလားရတယ်ဒါကြောင့်တန်ရောစဉ်ဆိုတာစူပါဂလူလိုပဲအဲ့ဒါမှတ်သွားတဲ့သလုံးဟုတ်လားတယောက်နဲ့တယောက်ပြိဿရင်သိမခွာနိုင်ဘာဖြစ်နေလဲမင်းကျော်ထွန်းခဏရောက်နေမင်းကျော်တော့မင်းစူပါဂလူပင်ပါလဲကွာကဲပြိဿရင်တန်ရောစဉ်ကျိုးတွေနဲ့အရစ်ခံလိုက်ရတာရုံးနိုင်ရတာပရိသတ်ရဲ့အချိန်နဲ့အိမ်များမလာတဲ့ပုဂ္ဂိုလ်တွေကြောင့်လည်းသောကတွေဖြစ်တတ်ပါတယ်တခါကလေးသာသမီတွေအကြောင်းကြီးပြောမယ်ဒကမာကြီးတရားကဒီလောက်ပေါင်းလာတာသာသမီလည်းရပြီမြည်လည်းရပြီပြစ်တောင်းရပြီပြီးလို့ရပြီနာမည်တော့မပြောတော့ပါဘူးဒကမာကြီးတရားပြီးလို့ရပြီအရှင်ဘုရားရဲ့ပြီးလို့ရမလား250ကျော်တော့ပေါင်းလာတာမလီတော့ချွားတာဟုတ်လားကဲပရိသတ်ရဲ့ရင်ထဲကခံစားချက်တွေကပေါက်ကွဲမသွားဘူးလားပေါက်ကွဲသွားတယ်ကဲ250မုံတစ်တရားပဲပေါင်းမသိဟာအဟောင်းတွေအစ်စ်တွေဘလို့ပဲဓာတ်ပြားဟောင်းကြီးဖွင့်နေမသိအမလီပြန်လာခဲ့ပါတော့ခေါ်သာသလားကဲပရိသတ်လာလို့ရတော့လူဖြစ်နေလာမလားတခြားဘဝနဲ့လာမလားမကျွတ်တဲ့သုဒ္ဓများဖြစ်နေမယ်သရေများဖြစ်နေမယ်ကဲလာမယ်ကျုပ်ခေါ်ပြီးမယ်လာမယ်ကဲခေါ်လိုက်ရမလားဟိုမှာကျုပ်ကပြောတယ်ကျုပ်မေတော်ကြီးတော်တော်များများတရုတ်တွေကြီးပဲနှစ်ကူးကျုပ်နဲ့ရံဖြစ်ပြီဗျာဒီပွဲတွေရှောက်လုံးနေတယ်ကိုရောတာနေလည်းဘာမှလည်းနားမလဲမမကဘာနားလဲတော့ဟိုရှောက်မပြောနဲ့ဟုတ်လားအဲ့ဒါကျုပ်ကပြောတယ်ခေါ်လမ်းပါလေကျုပ်ရှိမှခေါ်လမ်းပါအဲ့ဒီကျရင်ခေါ်ပြီးနေပန်းလေးနဲ့မမဘာလို့လဲဟိုအကုန်းတို့အမတို့ခေါ်တာဟောခေါ်လာလို့လာတာပေါ့လေဘလို့လာလို့မမကပန်းလေးလှုပ်နေအမလီအဘွားပန်းလာလေနေလို့ဒီကတည်းကရှောက်မပြောနဲ့အဲ့ဒါဘမတကယ်လာစီခြင်းလာစီခြင်းတော့ကိုတော့ရဟန်းခံနေနေတော့ကိုတော့ကံပွားနေရှောက်ဖတ်တော့ကူးပြောနေတယ်ဟိုဘက်အိမ်မှာငါတို့ဟိုဘက်အိမ်မှာရောက်နေပေါ်နေလို့စီဝင်လို့မရဘူးဘာဖြစ်လို့ဘုန်းကြီးကငါတို့ကံပွားနဲ့ဖတ်ထုတ်လိုက်တာလို့ပြောတယ်ဟမ်အဲ့ဒါလို့သူသိတယ်အဲ့ဒါဆိုရင်ကျုပ်စီလာပြောမှာခင်ဗျားတို့ပြောမှာတော့မဖတ်နဲ့ပဲဘယ်လိုချွတ်ရမလဲဒါမမားလို့ကျုပ်ကိုယုံနေမို့လားယုံပါတယ်နဲ့ခေါ်လိုက်မယ်ငါပြောလို့ဘယ်တရားနေစေချင်လဲအဲကျုပ်ကခက်တည်တယ်ဘုရားရှိခိုးသင်္ကန်းတွေပဲယုံမှလည်းမမတို့ကပြောနေတယ်လို့9ရက်လောက်အိမ်မှာနေချင်တယ်လို့ပြောနေတယ်ဘာရှောင်းဆုံးရတော့သူနည်းနည်းကြောက်လာတယ်ဟာမမအန်ကောကပြောတယ်လို့သူကတော့ကိစ္စမျိုးနင့်အမေကနင်းနာမှာပဲနေချင်တယ်9ရက်လောက်ဂရင်ပေါ်မှာတချမ်းပြီးလို့ပြောနေတယ်ဆိုမလို့ရှောင်းမလို့နဲ့ဟာမခေါ်လိုက်တော့မယ်လို့မခေါ်လို့အဲ့ကြတော့ကြောက်တာမနေနဲ့ရင်နေရတာမပြောင်းနိုင်ဘူးပြတကယ်ခေါ်လို့လာမယ်ဆိုရင်လက်ခံနိုင်တယ်မခံနိုင်ပါဘူးမေလိုကြီးတော်ကူးလိုက်လဲဥယျုံဘွားခေါ်ပြီးမယ်လာမလားလာလည်းပဲပြိဿလက်ခံမှာမဟုတ်ပါဘူးဘုန်းကြီးတော့နောက်ဘယ်တော့မှမပြောနဲ့ကဲပြိဿစဉ်းစားကြည့်ဒီလက်ခံနေတယ်အလောက်ချစ်တာက
ကဲပြိဿအဲ့ဒါပဲလူတွေကလင်းနေတာကိုယ့်အကိုပြိဿတန်ရောစဉ်ရှိတယ်နဲ့ကဲဒါဆိုရင်ကဲဒီလောက်တော့ချင်းနေတယ်ဆိုရင်တယောက်ရှိရသေးသွားရင်နောက်ကလိုက်သေးပါလားသိနိုင်လားဩအဲ့ဒါကြတော့လင်းနေဟုတ်လားမခွဲနိုင်ဘူးလေမခွဲနိုင်မှတော့ကိုရှိတဲ့နေရာသူ့ခေါ်လို့မရတာသိကြနေသူရှိတဲ့နေရာကိုလိုက်လို့မရဘူးလူတိုင်းလိုက်လို့ရတယ်နော်ပြိဿသေသွားတဲ့အလူကိုအငုံမတိအနေအောင်ပြောပြီးတော့တတော်နဲ့ပြိဿငိုလို့မဆုံးရေလို့မဆုံးဖြစ်မနေနဲ့သူသွားတဲ့နေရာကိုကိုအချိန်မရွေးလိုက်လို့ရတယ်ကိုနေရာကသူပြန်လာလို့မရတာအဲ့တော့ဘုန်းကြီးကတော်ဆုံးကြောင့်ရှင်းရှင်းပဲဟောတော့မှာဒီလောက်တောင်မနေနိုင်လိုက်သွားဆိုတော့ဘုန်းကြီးကိုဆုံးကတ်မယ်ထင်လားမကတ်ဘူးထင်လားတပတ်လုံးမလာခင်နဲ့အဲ့ဒါပဲပြိဿရေကိုသွားတဲ့နေရာကိုသူသွားတဲ့နေရာကိုလိုက်လို့ရတယ်ကိုရှိတဲ့နေရာသူပြန်လာလို့ရတယ်ဘုရားဓာကြီးကိုတန်တာပြီးတော့သူ့အတွက်လည်းဘာမှဖြစ်မလားကို့အတွက်လည်းအချိန်ကြီးကုန်ပြီးမိမိနဲ့အမလီသူရဲ့အရင်ကဒီလိုနေခဲ့တာအမလီသူရှိတော့ကဆိုရင်ဒီချင်းကလေးနဲ့ပဲသွားတာပြောလို့မဆုံးငိုနေတာဘာမှမရှိတဲ့ဘုန်းကြီးတွေဘာလို့မှမသိဟုတ်လားဟုတ်လားအဲ့တော့ပြိဿစဉ်းစားပြီးတော့ပြောချင်တာကတန်ရောစဉ်ကြောက်စရာမကောင်းဘူးထားပါတော့အဲ့တန်ရောစဉ်တွေပြောနေခင်ဗျားတို့ကကျုပ်တက်ပြီးသားပါပြောချင်တာကနေ့စဉ်ဘဝကြုံနေရတဲ့တန်ရောစဉ်လောဘမရှိဘူးလားအကုန်လုံးလောဘမရှိတဲ့လူပါလားမျက်စိနှခွေလေးရလို့မျက်နှာပြသိလိုက်ပြီးဆိုရင်ဒီရောက်တဲ့ဒကာကြီးဒကမာကြီးဒကာလေးဒကမာလေးတွေဒီပြိဿရေဘာနဲ့စတယ်လောဘနဲ့စတာပဲဩယုံလူယုံသားဘာနဲ့စတယ်ဩအရာရှိကြီးတွေဘာနဲ့စတယ်ဩဘုန်းကြီးရောဘာနဲ့စတယ်မလိမ္မာနဲ့ဘုန်းကြီးလည်းပဲပြိဿရေအာယုံဆုံးများဖာနေပြီဆိုရင်ဘာနဲ့စမလဲတခါကျရင်ရီချိုးတယ်တခါကျရင်ကတ်တဲ့လူတွေမလာသေးဘူးလားချောင်းကြည့်ပြီးတော့လာပြီဆိုရင်ပြိဿရေမျက်နှာပဲသိပြီးထားခုံးတော့ဘုန်းကြီးလည်းပဲဗိုက်စာနေတော့လောဘနဲ့စမယ်ကဲသီလရှင်ရောဘာနဲ့စအကုန်လုံးအတူတူပဲပြောကြည့်တာကပြိဿရေအဲ့ဒီလောဘနဲ့ကိုယ်နဲ့ခွဲကြည့်တာခွဲလို့ရဒါဆိုရင်လောဘကကိုယ်စီမှာကတ်နေတာလားကိုကလောဘကိုကတ်ထားတာဩဒါလည်းသိတယ်ကဲပရိသတ်ရေလောဘနဲ့တရားတာစလိုက်တာလောဘတန်ရောစဉ်မိုးလင်းတွေကလာနေပြီဘုန်းကြီးလည်းစပြီလူလည်းစပြီသီလရှင်လည်းစပြီပရိသတ်ရေစလိုက်တာဒီသေးတွေယုံသူယုံသားတွေကာသမာတွေလောဘတွေအပြိုင်လိုက်တဲ့အခါဩသူလည်းလောဘရှိလို့ရောင်းတာပဲငါလည်းလောဘရှိလို့ရောင်းတာပဲပြိဿရေစိတ်ထဲမှာထားတတ်လားမထားတတ်လားဟိုဘက်ဆိုင်ရာရောင်းကောင်းနေပြီဆိုရင်ဘာကြည့်သားသူဘာတွေရောင်းတာလဲသူတို့ကဒိုးလည်းတင်မှာမဒိုးလည်းချော့မှာပြိဿရေမြန်မာလူမျိုးပြိဿရေသူများဆိုင်ရှိလူစီနေပြီဆိုရင်ဒီဘက်ကနှခမ်းတွေကိုရှီထိုးလိုက်နောက်ဆိုးလိုက်မျက်လုံးတွေကိုဟိုတင်းဒီနေပြိဿရေပြဿနာတွေတက်မနေဘူးလားဩလောဘပရိသတ်ရေလူမမို့ကိုဘုန်းကြီးလည်းပဲစိတ်မထားနိုင်မရှိဘူးလားမနှဲကိုပရိသတ်ရေတတိထားနေရတယ်ပြောရတယ်ဟောဒီကောင်လေးတရားလေးဟောတော့သိသုံးလေးပရိသတ်ရေဟောမထားနိုင်မရှိဘူးလားထားတတ်တဲ့ဘုန်းကြီးကြောင့်လည်းကွာသူတို့များတော်တော့ကွာတနိုင်ဟောတာနဲ့ဒီလောက်ရတယ်အားကြတယ်ပြောကြတာပရိသတ်ဒါအပြစ်မဟုတ်ဘုရားရှင်အားလုံးဒီလောဘဆိုတဲ့တန်ရောစဉ်ကိုနင်းအောင်ပြက်အောင်မကြိုးစားဘူးဆိုရင်ဘယ်သူမှလာမနိကနဲ့ကိုယ်လောဘနဲ့ကိုပင်ပန်းနေတာမရှိဘူးလားပရိသတ်ရေမရသေးတော့ရအောင်ခေါ်ဒီလောဘကြီးကအာကောင်မုန်းတန်းနဲ့ရှာတယ်ရပြီးတော့ရောပရိသတ်ရေငါလိုချင်တာရပြီဆိုပြီးတော့ရောင်ရဲသွားသလားရခြင်းပြီးရခြင်းနဲ့လိုချင်ပြီးလိုချင်နဲ့ဘယ်သူမှမရဘူးသို့တော်ပရိသတ်ရေတတိကတ်သွားတဲ့ပုဂ္ဂိုလ်ကြီးကတော့ရက်လို့ဖြက်လို့မရဘူးလားအေးဒါဆိုရင်ပရိသတ်ရေလောဘဖြစ်ရင်ဖြစ်မှန်းသိပါဖြစ်မှန်းသိလိုက်တာနဲ့တတိမကတ်ဘူးလားအိုးငါလောဘတွေသိညာနေပြီလောဘဆိုတော့လူတိုင်းရှိတာပေါ့ဆန္ဒနဲ့ရှင်တဲ့လောဘဒီဒါလောဘပြောလို့မရဘူးဝိသမလောဘလိုချင်တာတဲ့ပူလာတယ်ဆိုရင်ကိုယ်မှာဝိသမလောဘကတ်လာရင်မပူလောင်ဘူးလား
ပူလောင်တာပေါ့ဒါကြောင့်ပရိသေဝိသမလောဘဆိုတဲ့မလိုလားတဲ့လောဘတွေစိတ်ထဲမှာအပင်ပန်းခံပြီးတော့အများကြီးမမွေးပါနဲ့အဲ့ဒီလောဘတဲ့လောဘတွေအာကြီးလာတဲ့အခါကျတော့ပရိသေလိုချင်တာတွေမရဖြစ်ချင်တာတွေမဖြစ်ရမြင်ချင်တာတွေမမြင်ရတဲ့အခါကျတော့ဒေါသတန်ရောစဉ်ခေါ်တယ်လို့သလားမခေါ်ရင်လည်းကိုအော်တိုမက်တစ်ရောက်လာတာမိဖွင့်နိုင်တော့ခလုတ်ကပြက်နေလင်းညင်မှလင်းမယ်ခလုတ်ကောင်းတာတော့မိမနိုင်လင်းညင်မှလင်းမယ်လောဘအားရှိလိုက်တာနဲ့လောဘတန်ရောစဉ်ရှုပ်လိုက်တာဒီစိတ်ထဲစိုးမိုးလိုက်တာဒေါသခေါ်စရာလို့သလားဟောလောဘအာကြီးရာကနေဒေါသတန်ရောစဉ်ကြီးဝင်လာတဲ့အခါကျတော့ပြိဿရဲ့မျက်နာတွေကလည်းပုံစံပြောင်းလာပြီးအတန်ကြီးကလည်းပဲပုံစံပြောင်းလာပြီးနှုတ်ကထွက်တာကချိုသေးလားအိုးပြိဿရဲ့ယဟန်မဲ့လူပဲပညာတတ်ပဲပညာပဲပဲမဟုတ်ဘူးဒေါသတန်နဲ့များပြောလာပြီဆိုရင်ကြားရတာနားထောင်လို့ကောင်းသေးလားဟောကြားရတာကိုယ်ကိုယ်တိုင်လည်းနားထောင်လို့မကောင်းဘူးသူ့မျက်နှာကြည့်လိုက်တော့သူ့မျက်နှာရောအေးနေလားပူနေလားဖြူတဲ့မျက်နှာကရဲနေမယ်ရဲတဲ့မျက်နှာကဘာကြောင့်ပေါမှမသိဖြစ်သွားမယ်မဲတဲ့မျက်နှာလည်းပြိဿရဲ့အဖြေရှာလို့မရအောင်လို့ဖြစ်သွားလိမ့်မယ်ဒေါသရဲ့ပူလောင်မှုတွေမလားဟုတ်လားပြိဿရဲ့နေ့စဉ်ဘဝမှာလောဘတန်ရောစဉ်ကြောင့်ဒေါသတွေမခေါ်ဘဲနဲ့ရောက်လာသလိုလောဘနဲ့ဒေါသအပေါင်းလိုက်တဲ့အခါကျတော့ပြိဿရဲ့အမှန်ဆိုတာဘာမှမမြင်တော့ဘူးအဖေမေလည်းအဖေမှန်မသိတဲ့အမေမှန်မသိတဲ့ဆိုမိဆင်းမိပြောမိတတ်တယ်ဘုန်းကြီးဆိုရင်လည်းဘုန်းကြီးမှမသိပဲနဲ့ဝေဖန်မိကဲမိပြောဆိုမိတတ်တယ်ဆွေမျိုးမှမသိသစိမ်းမှမသိတငယ်ချင်းမှမသိမိတ်ဆွေမှမသိဖယားတရားမှမသိတဲ့အထိမောဟကြီးပေါ်မလာဘူးကြီးစံပရိသတ်ရဲ့အဲ့ဒါအကုန်လုံးပါနေတယ်တန်ရောစဉ်ကိလေသာတန်ရောစဉ်ဘာတန်ရောစဉ်ဟာပရိသတ်အဲ့ဒီတရားတွေစိတ်ထဲမှာလွှမ်းမိုးသွားရင်ညစ်နေလားဖြူနေလားစိတ်ကြီးလဲညစ်နွားပူလောင်လိုက်တာကိုယ်တိုင်ဒီတရားတွေလူတိုင်းမကြုံဘူးလားဒါကြောင့်နေ့စဉ်ဘဝမှာသက်ရှိသမေရာတွေပေါ်မှာအလိုမပြည့်နိုင်လူတိုင်းမရနိုင်လို့ပူလောင်နေတဲ့လောဘတန်ရောစဉ်တွေအလိုမပြည့်တဲ့အတွက်ကြောင့်ပေါ်လာတဲ့ဒေါသတန်ရောစဉ်တွေလောဘနဲ့ဒေါသပေါင်းပြီးလို့အမှန်မသိနိုင်တဲ့မောဟတန်ရောစဉ်တွေတခါပြိဿရဲ့မာနတန်ရောစဉ်တဲ့လာပြန်ပြီကိုယ်ကိုဒီလိုလူကပြောရမလားတို့ဒီလိုဆက်ဆံရမလားကိုတတိတဲ့အရာရှိတဲ့ကိုဘာကြီးတဲ့ညာကြီးတဲ့ထင်နေတော့သူများကိုယူပြောရင်တော့မှသူ့လိုလူအများတို့ဒီလိုမျိုးပြောရသလားပြိဿရဲ့မာနတန်ရောစဉ်မလားဟုတ်လားအဲ့မာနအောင်ပြိဿရဲ့လူမသိဘဲနဲ့တရားတွေအလုံးရှုံမနေဘူးလားအလုံးရှုံတာအဲ့ဒါပဲလူမသိဘဲနဲ့အလုံးရှုံတာအဲ့ဒီမာနတန်ရောစဉ်ပဲဟုတ်လားတခါကြီးတယောက်ကပြောတယ်ဆရာတော်တဲ့အဲ့မိသားစုကဘုံဘုံကြွလာရင်မလာဘူးလို့ပြောတယ်အဲ့ဒါဘာဖြစ်တော့ဒီလိုကစိတ်မကောင်းလို့တဲ့ဟောဘာလို့စိတ်မကောင်းတာလို့ဘုံဘုံဗျာတဲ့သူတို့ကဘုံဘုံလေးရင်းနီးဟောတခါကြီးလူတဘာဝသူမလာရင်တော့မလာတာကျုပ်ကဘာဖြစ်ရမှာလဲဘုံဘုံဘာမှမခံစားဘူးခင်ဗျားတို့တွန်းလေးလေးနဲ့လို့ပြောရင်ပြင်းအောင်ပြင်းသေးတယ်ဟာသူတို့ကဘာဖြစ်လို့မလီဘုန်းကြီးတွေပေါ်ပါမလီဒါမျိုးနောက်ထပ်ဘယ်နှပါးရှာမလဲဒီလိုဘုန်းကြီးတွေသွားစရာမလိုပါဘူးလို့ပြောတယ်ဟောရှာပါလို့ဟုတ်ပါတယ်ဘုန်းကြီးတွေပေါ်မြန်မာနိုင်ငံမှာ9သိန်းတောင်ရှိပါတယ်လို့9သိန်းတောင်ကျော်ပါတယ်လို့အမလေးဗျာလေကျုပ်ကလည်းပြောလိုက်ချင်တယ်ဒီလိုဘုန်းကြီးမျိုးရှာစမ်းမှာသမင်းထုတ်တောင်မှာမပြောပါဘူးလို့ဟုတ်လားအဲ့တော့ဘုရားဘာမပြောဟောလို့သူတို့တနာပါတယ်ဘာဖြစ်သလဲအဲ့ဒီမာနကြောင့်ကျုပ်ကသူတို့စီမသွားတာလို့ကျန်တာဘာမှမဟုတ်ဘူးသူတို့ကဘာဖြစ်လို့မာနရှိတယ်မဟုတ်ဘူးလို့သူကလူတွေပေါ်မှာလွှမ်းမိုးခဲ့တဲ့စီစနစ်တွေကိုကျုပ်ကဘာဘုံဘုံဘယ်သူနဲ့မသွားနဲ့ဘယ်သူစီမဆက်ဆံနဲ့အဲ့ဒီဟာမတွေနဲ့ပေါင်းစရာမလိုဘူးပြောစရာမလိုဘူးတပည့်တော်တို့လှူတာပဲယူတပည့်တော်တို့နဲ့ပဲပတ်သက်ဆိုတော့ကျုပ်ကဘုံကြီးပြအစတည်းကအပိုင်မပေးချင်လို့ဘုံကြီးဝင်နေတာလို့ဟုတ်လားဟောအစားလေးအပိုင်ပေးခြင်းလေငါတကူလုံးနေမဲ့အတော်မဲနေပြောတဲ့အတိုင်းနေမှာပေါ့ပြိတ္တအစားလေးအပိုင်မပေးခြင်းလို့ဘုန်းကြီးကဘသူအပိုင်စည်းကမှမခံနိုင်ဘူးလို့အဲ့ဒါမှတခါကြီးက
ဟုတ်သားပဲသဘောပေါက်တော့အဲ့တော့သူဖြစ်တဲ့မာနသူကသူပူလောင်မှာပဲပြင်မမှာပဲလို့ကျုပ်ကအစာလေးကပြည်သူပိုင်ဘုန်းကြီးလို့သူပိုင်ငါပိုင်ဘုန်းကြီးမဟုတ်ဘူးဟုတ်တယ်မဟုတ်လားအဲ့တော့ဘသူပင်မလဲမာနရှိတဲ့လူပင်မနာဘောဟုတ်လားအဲကြောင့်လောဘတန်ရောစဉ်ဒေါသတန်ရောစဉ်မောဟတန်ရောစဉ်မာနတန်ရောစဉ်တွေကိုယ်ဒီတိုင်းနှောက်ယှက်မနေဘူးလားဒါတွေအမှန်တိုင်းပြောကြည့်ပြိတ္တိုင်လူတိုင်းနေတိုင်းတော့မကြုံဘူးလားဟောအဲ့ဒီမှာပြိတ္တိုင်ပို့ပြီးတော့တရားစရာကောင်းတဲ့တန်ရောစဉ်အိတ်တာတန်ရောစဉ်ဘာတန်ရောစဉ်ဩအိတ်တာဆိုတာမြန်မာလိုပြန်ပါလေသူများရှိနေတဲ့အလှပသူများရှိနေတဲ့အောင်မြင်မှုသူများရှိနေတဲ့စီးပွားဥစ္စာသူများရှိနေတဲ့ယာတုကုန်တွေသူများမှာရှိနေတာအကုန်လုံးကိုလေကိုရအောင်မကြိုးစားဘူးအဲ့အလှကိုဘယ်လိုဖြစ်ရမလဲအဲ့ဒီကြော်ကြားမှုကိုဘယ်လိုဒုက္ခပေးရမလဲအဲ့ဒီပိုင်ဆိုင်မှုကိုဘယ်လိုလူရရမလဲပြိတ္တိအကုန်လုံးတစ်ခုမှလည်းလုံးလို့မရဘူးမျက်ထောင်ကြီးနဲ့ကြည်ပြီးတော့ပင်ပန်းနေတာအိတ်တာပဲကဲအမှန်တမ်းပြောကြည့်ကိုယ်တိုင်တော့ဖြစ်ဖူးခဲ့လားမဖြစ်ဘူးခဲ့လားဖြစ်ဘူးပါလေပြိတ္တိမတူညီတဲ့အိတ်တာပဲဖြစ်နေမယ်အတိတွေနှုတ်တော့ကဓမ္မသဘောတွေမသိခင်တော့ကလူတိုင်းမဖြစ်နိုင်ဘူးပြီးတော့အိတ်တာဆိုတာပုထုဇဉ်တွေရဲ့နေ့တိုင်းစားတဲ့သမင်းလိုပဲပြိတ္တိတတ္တဝါတိုင်းစားဘူးပါလေသို့တော့အမြဲတမ်းမစားတဲ့လူနဲ့အမြဲတမ်းစားတဲ့လူကြွားမသွားဘူးလားဒါကြောင့်အဲ့ဒီတန်ရောစဉ်ကြီးရောရင်ထဲမှာထားရင်လားထုတ်ချင်လားဆုတောင်းရုံနဲ့ရမှာလားပြိတ္တိပြီးရင်ရှင်းပြမယ်ဒါဆိုရင်ပြိတ္တိအိတ်တာဘာဖြစ်လို့ဖြစ်တာလဲစဉ်းစားကြည့်မနာလုံးဝန်တို့ဘာဖြစ်လို့ဖြစ်တာလဲဘုန်းကြီးတစ်ပါးပြောသလိုပြောကြမှာဥကောရဟာတဲ့အိတ်တာဆိုတာကလူတိုင်းမဖြစ်ပါဘူးမှန်ပါဗျာဘယ်လိုလဲအိတ်တာတဲ့လူတွေဖြစ်တာပါဆရာမပြောတာလည်းမင်းဟာအေးစေးအိတ်တာအိတ်နေတဲ့လူတွေကကိုယ်လည်းဘာမှမလုပ်သူများလုပ်တာကြီးပြီးတော့မနာလိုထိုင်ဖြစ်နေတာပါတဲ့အလုံးလုံးနေတဲ့သူကမဖြစ်ဘူးတဲ့အားကြစိတ်ပဲဖြစ်တာဟုတ်တယ်မလားအဲကြောင့်အိတ်တာတဲ့လူတွေဖြစ်တယ်မအိတ်နိုင်တဲ့လူတွေကိုယ်အလုံးနဲ့ကိုရှုပ်နေမဖြစ်နိုင်ဘူးဟုတ်လားအဲကြောင့်အိတ်တာဖြစ်လို့ရမှာလားမဖြစ်နဲ့မစ္စရိယဗါလဲမစ္စရိယဆိုရင်ပါလေဝန်တိုတာဘသူအောင်ဝန်တိုတာသူများဝန်တိုတာမကိုအောင်ဝန်တိုတာအိတ်တာသူများဟာကိုကြည့်ပြီးတော့မျက်ကောင်းတစ်ခဲခဲနဲ့ဘယ်တော့မှတိုင်ထည့်လိုက်မယ်ဘသူ့ဘယ်လိုကြော့ထည့်လိုက်မယ်ဘယ်လိုမရအောင်လှုပ်ထည့်လိုက်မယ်အန်တကြီးကြီးနဲ့မြန်မစ္စရိယဆိုတာဝန်တိုတာလုံးနဲ့ငါမလူဘူးမပေးဘူးမကမ်းဘူးသူတို့တောင်းနေမယ်အကုန်လုံးလက်တပြီးကိုယ့်ဟာကိုအတင်းအိမ်နဲ့သွင်းပြီးထုတ်ပိုးသိမ်းနေတာအဲ့ဒါမစ္စရိယပဲဟုတ်တယ်မလားရှိလားမရှိလားဩပြိတ္တိလူကြကြရှုပ်လာပြီးဟောဒီနေရာမျိုးဆိုရင်တော့ရှိတာတွေကိုမထုံရဲဘူးမင်္ဂလာဆောင်ပြီးလူကြီးတွေလည်းလာမယ်မင်းသမီးမင်းသားလည်းလာမယ်ဆိုတော့ကိုရှိတာလည်းမလောက်လို့သူများဟာပါငှားပြီးတော့ဆွဲသေးတယ်ပြိတ္တိဒီမှာလူကြီးကပေးရင်လည်းသူတို့လောက်ပေးတာမရှိဘူးထုတ်ပြီးဆိုရင်လည်းကိုယ်ရှိတာမလောက်လို့သူများဟာကိုအတင်းယူဆွဲပြီးတော့လောက်တာမရှိဘူးလားရှိတယ်ဒီတော့ပြောချင်တာကမစ္စရိယဆိုတာကိုယ်ရှိတာတွေကိုမပေးချင်တာမကမ်းချင်တာမလူချင်တာမစွန့်ချင်တာအဲ့ဒါမစ္စရိယပဲမပူလောင်လားဘုန်းကြီးတို့ငယ်ငယ်တော့ကလေဦးဇင်းတစ်ပါးရှိတယ်အခုတော့အဲ့ဒီဦးဇင်းသူထွက်သွားပါသူကဘာရလဲဆိုရင်သူဆုံးခံနေမှာဘုန်းကြီးတို့ဆုံးခံနေဆိုရင်ငယ်ငယ်တော့တော့ဆွေးနဲ့ဆုံးမရတာဟိုးအောက်ရက်ဒေသမှာဒါပေမဲ့သူဆုံးခံတဲ့အိမ်ကနေနေတိုင်းတအိမ်ကထညက်၄၅လုံးတစ်ခွက်လောင်းတယ်တရားလေးတို့ဒီဒီဆွေးကွက်လေးနဲ့တအုပ်လောင်းတယ်သူကနေတိုင်းတရားရတယ်ဒီတိုင်းထညက်ရတယ်ဒီတိုင်းတရားရတော့ထညက်ရတော့ပြိတ္တိအဲ့ဒီဥစဉ်ကလေသူကဘူးလေးနဲ့စုတာဘုရားနဲ့စုသူကပြိတ္တိစားဖို့စုတာဘူးပြေကိုစုတာအဲ့တော့သူကိုယ်တိုင်ကပြိတ္တိမစားဘူးဘူးပြေအောင်စုတယ်ဆိုရင်ချစ်တော်ကြီးတဘူးပြေနှစ်ဘူးပြေပြိတ္တိသူကလည်းပဲမစ္စရိယပြေးလိုက်တာအဲ့ဒီတရားဘူးထားပြန်နေရမရှိဘူးဟာဟိုမျက်နှာကြက်လေးတက်ထားလိုက်ဟိုဂရင်းအောက်ထဲမှာသင်္ကန်းမလေးထားလိုက်
ကျုပ်တို့ကလည်းမစ္စရိယဖြစ်လိုက်တာသူကလည်းမစ္စရိယဖြစ်ပေါ်လဲအိတ်တာဖြစ်လိုက်တာတရားရတယ်ကွာတကယ်ရတယ်ကွာသူကလည်းမျက်နှာကျက်ချားတဲ့ဒီရအောင်ထိုးကျုပ်တို့ကလည်းအဲ့ဒီဘော်လေးရအောင်တက်သူကလည်းအိတ်တာနဲ့ပြင်မှကိုလည်းသူကလည်းမစ္စရိယနဲ့ပြင်မှကိုလည်းအိတ်တာနဲ့ပြင်မှပြိတ္တိအခန်းထဲမှာလည်းအလုံးစုံရှုံနေတာဟုတ်လားအဲ့တော့ကျုပ်ကလည်းကိုကအဲ့ရတဲ့ပြိတ္တိ73နှစ်သားပဲရှိတယ်အဲ့ဒီဥစဉ်ကရဟန်းတော်ဥစဉ်လို့အဲ့ဒီသင်္ကြန်ဒီတရားတွေရာလို့ဥစဉ်ဘာလို့လုပ်ပြတာမင်းဘာဆိုင်လဲမဆိုင်ပါဘူးလို့တော့တော့ကိုကလည်းသိရတယ်သူဘာလို့မလဲသိချင်တယ်ပြိတ္တိအဲ့ဒီကကိုပြေးပြီးသားဘုံဘူးလို့ဘယ်သူမှတော့မယုံဘူးတပည့်တော်ထင်မြင်မဆောင်ရမနေနဲ့ဥစဉ်ရောင်းမယ်ဆိုရင်တပည့်တော်ပဲဆိုတော့သူကလည်းပြိတ္တိကဲဆွေးဘောကရတဲ့သင်္ကြန်တော်မှာဘုပြည့်အောင်စုပြီးတော့လည်းရောင်းနေတာကဲသူ့မစ္စည်းရတွေကြောက်ကြမကောင်းဘူးကိုယ်လည်းဝေရင်လို့ဝယ်လာမလို့ပြိတ္တိအောက်သေးနဲ့ရမှာမလို့ပဲကိုယ်အိတ်သာလည်းကြောက်ကြမကောင်းအဲ့တော့သူများကြောင့်မပြောကိုယ်ကြောင့်ကိုပြောကဲအဲ့ဒါမျိုးတွေလောကကြီးမှာမရှိဘူးလားပရိသတ်သူများအားကြတော့မျက်စောင်းဤတခေခဲနဲ့မပြီးလို့မကန်းလို့ဆိုပြီးတော့မျက်စောင်းဤခဲပြီးတော့အတုတ်တွေတင်းလို့အတင်းနဲ့တုတ်လိုက်တာကိုဟာကြတော့ပရိသတ်ဤလူမြင်မှာကြောက်လို့အတင်းကိုသိမ့်လိုက်တာကဲမပင်မအောင်လားနေတိုင်းဒုတိယနာပရိသတ်အိလောဘဒေါသမောဟမာနအိတ်တာမစ္စရိယဝယ်မနေဘူးလားအဲ့ဒီအထက်မှာကြောက်စရာအကောင်းဆုံးကဒိဋ္ဌိတန်ရောစဉ်ဟာတန်ရောစဉ်စောစောပြောသလိုပေါ့လူစရာလည်းမလိုပါဘူးသီလစောင့်တည်စရာလည်းမလိုပါဘူးငါတို့ဒီဘာမှမလုပ်ဖေးနဲ့လေချမ်းသာလာတာပါပဲဟောအတိတ်ကကုသိုလ်ကံကပေးနေတာကိုဒီဘဝမှာကုသိုလ်တွေဘာမှမလုပ်လည်းပဲတို့လုံးသမျှအစဉ်ပြီးချမ်းသာနေတာပဲကွာဒီအလူလုံးစရာမလိုပါဘူးအယူကြီးမှမသွားဘူးဒီဘဝအကုသိုလ်ကံကအကျိုးပေးရင်မရောက်သေးဘူးအတိတ်ကုသိုလ်ကံကောင်းနေတဲ့ဆိုရင်လုံးသမျှဟုတ်မနေဘူးဒီဘဝအကုသိုလ်ကံကအကျိုးပေးပြီးအတိတ်ကုသိုလ်ကံကကုန်ပြီဆိုရင်လည်းဖွတ်ဆိုပြိတ္တိတစ်ချက်တည်းနဲ့ပြောင်းမသွားဘူးဒီအဲ့ဒါပဲတချို့ကြတော့တော်တော်များများလုံးသမျှအစဉ်ပြေပြောသမျှအောင်မြင်ဘုန်းကြီးဓမ္မသွားကြမလို့ဘာအလူမလုံးကြမလို့ဘာသီလမစောင့်တည်ကြမလို့ဘာတရားမထိုင်ကြမလို့တို့အစဉ်ပြေနေတာပါပဲကွာသူတို့တွေလှူပြီးတော့သီလတွေစောင့်တရားတွေအားထုတ်နေတော့လေအစဉ်မပြေပါဘူးကွာဆိုတဲ့ဒိဋ္ဌိတန်ရောစဉ်အတိတ်ကပါလာတဲ့ကုသိုလ်ကံရဲ့ပေးတာလေးကိုဒီဘဝရဲ့အကုသိုလ်ကံကပဲအကျိုးပေးတယ်ထင်ပြီးတော့ကြောင်းမြန်မြင်သွားတာမရှိဘူးလားကြောက်စရာမကောင်းဘူးပြောဘုန်းကြီးပြောမယ်ဆိုတန်ရောစဉ်တွေကုန်မှာမဟုတ်ပြောချင်တာကတော့နေ့စဉ်နေတဲ့အာလုံးတော်ဒုဓမ္မဆွေတော်မျိုးတော်တို့ရဲ့နှလုံးသားထဲမှာလောဘတန်ရောစဉ်ဒေါသတန်ရောစဉ်မောဟတန်ရောစဉ်မာနတန်ရောစဉ်ဣဒ္ဓတန်ရောစဉ်မစ္စရိယတန်ရောစဉ်ဒိဋ္ဌိတန်ရောစဉ်ဒီတန်ရောစဉ်လေးဒီနေ့တိုင်းတိုးမနေဘူးလားဒါဆိုအဲ့ဒီတိုးနေတဲ့တန်ရောစဉ်အားလုံးတို့ရော့ကျသွားဖို့ကုန်ခန်းသွားဖို့ဆိုရင်ဒါမှမဟုတ်တော်မီကြီးကလေလောင်စာမျိုးစုံကိုဘာမှမချမ်းပဲလောင်မြိုက်သွားသလိုပဲအဲ့ဒီကိလေသာတန်ရောစဉ်တွေကိုနှလုံးသားထဲကနေအမြင့်ပြတ်ပြုတ်ပြုံးသွားခြင်းနဲ့ဆိုရင်ဒီတိုင်းနေလို့ရမှာပြိဿကြီးသောတော်ပြောတဲ့တရားလေးပြန်ဆက်ရထားတဲ့ယုတ်တရားနန္တရားဒီအမြင့်မရှိဘူးအချိန်မရွေးပေးနိုင်တယ်ဆိုတာလေးကိုဆင်ញင်တဲ့ဝိပဿနာဉာဏ်လေးနဲ့စပါသိခြင်းတရားကိုတတိယလာပြီးဆိုရင်ပြိဿကြီးနေမဲ့အချိန်တွေကနေပြီးတော့သိဖို့ရန်အတွက်အချိန်လေးထုံလို့ရပြီမရနိုင်ဘူးလားအချိန်မရွေးသိသွားနိုင်တယ်ဆိုတဲ့အတိလေးအရင်သွင်းပြီးရင်ပြိဿကြီးဌာနာလေးပြုတတ်လာမယ်သီလလေးစောင့်တည်တတ်လာမယ်သမထဝိပဿနာလေးပွားများတတ်လာမယ်အဲဒီမှာဝိပဿနာတရားတွေတကယ်တတိပဋ္ဌာန်တရားနဲ့ပွားလိုက်တဲ့အခါကျတော့အနိစ္စဒုက္ခအနတ္တဆိုတာဆရာတော်အမျိုးမျိုးဟောတဲ့တရားစကားတွေဒီဟောဒီယုံနာမှာလက်တွေ့ရသွားပြီဆိုတဲ့အခါကျတော့တကယ်ယူတတ်သွားရင်ဝိပဿနာဉာဏ်နောက်နဲ့ပဲဆင်ញင်တတ်သွားရင်ကြည်စမ်းကြံတဲ့အရာမပြောနဲ့ငါသားငါသမီးငါသမီးငါခင်ပေါ်ငါပိုင်တဲ့ကိုယ်အိမ်တိုက်တာရွှေငွေမပြောနဲ့တော့တဲ့အဲ့ဒါအားလုံးကိုရအောင်ရှာထားတဲ့ဒီခန္ဓာကိုယ်တော်မှတကယ်စောင့်မှတ်လိုက်တော့အဟောင်းရုပ်ပြောက်တော့အတိယုတ်ပေါ်အတိယုတ်ကပြန်လဲဟောင်းအဟောင်းစိတ်ပြောက်တော့အတိယုတ်ပေါ်အတိယုတ်ကပြန်လဲဟောင်း
ဒီစိတ်နဲ့ရုပ်ပဲဟောင်းလိုက်ပြောင်းလိုက်တစ်လိုက်ဟောင်းလိုက်ပြောင်းလိုက်တစ်လိုက်တဲ့ဒီသဘောလေးပဲရှိတာပါလားဆိုတာဉာဏ်နဲ့တွေ့မသွားဘူးအဲ့ဒီဉာဏ်နဲ့တွေ့သွားလိုက်တာနဲ့တလန်လောက်ကိုယ်ခန္ဓာကိုယ်ဒီတကယ်မမြင်ဘူးအနိစ္စပဲတကယ်ဆင်းရဲတုံးကြီးပဲတကယ်ကိုဖြစ်ကြလို့မဖြစ်ဘူးပဲဆိုတာဉာဏ်နဲ့တွေးလိုက်တာနဲ့ပြိလိုက်ကြံတဲ့အရာတွေပေါ်မှာဉာဏ်လေးကုမသွားဘူးလားဒီပြိလိုက်ရင်ရတာရဲ့ယုတ်တရားတရားရဲ့ပေါ်မှာသမထဝိပဿနာတရားတွေရှုမှတ်ပွားများလိုက်လို့ဟောဒီနေရာမှာဝိပဿနာဉာဏ်စိတ္တိရအောင်ပွားများနိုင်ခဲ့ပြီဆိုရင်ကိုမီလေးကိုမွေးလိုက်တာနင်းနေပြီးတော့လောင်စာကိုဆွဲလာပြီဟုတ်တယ်မလားသာသမီပေါ်မှာမမြင်ရရင်မနေတတ်တဲ့တန်ရောစိတ်တွေရော့လာမယ်ပစ္စည်းဥစ္စာပေါ်မှာအမြင်နဲ့ရှားရင်းနေတဲ့လောဘတရားတွေရော့လာမယ်ရော့မလာနဲ့မဉ္ဇဉ်ဘုံဉဏ်အဖြစ်ဉဏ်ရောက်ပြီဆိုရင်ပြိဿိသွားပြီဒီယုံနာမှာပဲဒီတရားနဲ့ရှာဒီမီးကိုမှွေးလိုက်တာဝိပဿနာဉာဏ်မိတောက်ကနေမဉ္ဇဉ်ဘုံဉဏ်မိတောက်အထိကူးသွားပြီဆိုရင်တော့ဒုတိယနာပြိဿအကောင်းဆုံးဖြစ်တဲ့နိဗ္ဗာန်ချမ်းသာမရအောင်လားဒါဆိုရင်သဘောပေါက်ပြီလားဒါဆိုရင်ပြိဿရဲ့အပ္ပမဒါရတောအပ္ပမဒါတရားနဲ့ပျော်မွေ့ပြီးတော့နေရမယ်ဆိုတာနံပါတ်1ပြိဿရဲ့ကိုအမြဲသိရနိုင်နေသိနိုင်နေလို့တတိလေးနဲ့ပြီးတော့နေပါမကောင်းလားသိခြင်းတရားဒုတ်လေးနဲ့တို့လိုက်တော့ပြိဿရဲ့ဟောအတိလေးဝင်လိုက်တယ်မသိခင်လေးတော့လှူအောင်ပါပဲမသိခင်ကသီလဆောက်ပြီးအောင်ပါပဲမသိခင်ကြီးတော့ဘာဝနာပွားအောင်မှပဲဆိုတာလေဖြစ်မလာနိုင်ဘူးအဲ့ဒီမှာလေတတိတကြက်ထားပေါ့ဒါနာလေးနဲ့ပဲရက်မထားနဲ့သီလလေးနဲ့လည်းရက်မထားနဲ့မြတ်စွာဘုရားကယုံနာရဲ့အဟုတ်အမှန်ကိုဉာဏ်နဲ့တွေ့မှဝိပဿနာအားထုတ်မှလမ်းဆုံးပဲလို့ဟောထားတာဝိပဿနာလည်းပွားအောင်မှဆိုတဲ့အထိတတိလေးများရလိုက်ရင်လက်တွေ့ကျင့်တဲ့အဆင့်ရောက်ဘူးလားနားတဲ့တရားတွေမများထားဘူးလားနာယုံလေးနဲ့ပြီးမှာလက်တွေယုံနာမှာတကယ်ချင့်ကြံလိုက်ပြီဆိုရင်ပရိသတ်ရဲ့အပ္ပမဒါတရားနဲ့ပျော်မွေးတဲ့ပုဂ္ဂိုလ်လည်းဖြစ်ပါပြီပပါဒဆိုခေါ်တဲ့မိမိရောယံသူလိုသဘောထားတဲ့ပုဂ္ဂိုလ်လည်းဖြစ်ပါပြီယံသူတွေဝိုင်းသေးလားယံသူလက်ကလွတ်လာရင်ချမ်းသာဖို့ပဲရှိတော့တယ်ဒါကြောင့်ချမ်းသာတဲ့လမ်းကြောင်းပေါ်ရောက်ဖို့ရန်အတွက်ယံသူကိုလည်းပဲမြင်ဖို့မလိုဘူးလားအဲဒီလိုအပ္ပမဒါလို့ခေါ်တဲ့မမိတဲ့တတိတရားလေးနဲ့ပျော်မွေပြီးတော့နေမယ်မိမိရောအချိန်ကြီးကိုယ်စိတ်ထဲမှာပေါ်လာရင်ငါမှယံသူတွေဝိုင်းနေပြီလို့လည်းတတိလေးထားလိုက်မယ်ဆိုရင်အဲဒီပုဂ္ဂိုလ်တဲ့ဟောဒီယုံနာမှာတကယ်တရားမှတ်တဲ့အချိန်အဲ့ဒီသဘောတရားတိုင်းကမှတ်လိုက်မယ်ဆိုရင်ဝိပဿနာဉာဏ်မဉာဏ်ပညာဆင်းဆင်းရနိုင်တဲ့အတွက်ကြောင့်တော်မီဒီလောင်သာမျိုးလုံးကိုအကုန်လုံးလောင်မြိုက်သွားသလိုပါပဲလောဘဒေါသမောဟမာနစတဲ့သံယောဇဉ်လောင်သာအလုံးကိုအကုန်လုံးလောင်မြိုက်လို့နိဗ္ဗာန်ချမ်းသာရနိုင်ပါရဲ့လို့ဘဂဝါဘုန်းတော်၆ပါးသခင်ဘုရားရှင်ကိုရောမြတ်ကြီးသည်ဩဇာကရုဏာရှိသွားသာမေတ္တာအဖြင့်မိန်ကြတော်မူခဲ့ပါပေသတည်းပြိဿဒီလောက်ဆိုရင်တန်ရောစင်ကိုဖျက်ရမယ်ဒီသဘောပေါက်ပြီလား